ရသော်ဗျာဥပမာပေးထားတဲ့ဥပမာစကားအရပြောမဆိုရင်ကုသိုလ်နဲ့အကုသိုလ်လောကလူတွေဟာဥဘောပုံညင်စပါပင်စယံမသောကုရုတေဣဒာအခုလက်ရှိဘဝမှာလူသားတွေကိုကြည့်လိုက်အလုံးစုပြီးတော့ချိန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာလူတွေဘာလုပ်နေကြသလဲကြည့်လိုက်မယ်ဆိုရင်ကုသိုလ်နဲ့အကုသိုလ်ဒီနှစ်ခုလုပ်နေကြတယ်လို့သူတို့ပြောဒါကိုဆိုလိုတဲ့ဥဘောပုံညင်စပါပင်စယံမသောကုရုတေဣဒာဒီဘဝမှာသရဝတဥဟာကုသိုလ်နဲ့အကုသိုလ်ဒီနှမျိုးကိုလုပ်နေကြဟုတ်ပြီတေညိတတတကံဟောတိကိုလုပ်တဲ့အရာဒီကိုပိုင်တဲ့အရာဖြစ်သွားတယ်ရွှေတွေငွေတွေကိုကိုပိုင်တယ်လို့မပြောဘူးမပိုင်ဘူးလားလို့ဆိုတော့တခဏတော့ပိုင်တယ်ပစ္စည်းဥစ္စာတွေကိုပိုင်တယ်မျက်စိမမိတ်ခင်ကိုပိုင်တယ်လို့ပြောမျက်စိမိတ်သွားတာနဲ့တပြိုင်နက်အားလုံးကထားကြရမြတ်စွာဘုရားကပဟာယကမဏိယတပ္ပံပဟာယကမဏိယရထဘာလသုတ်တံမှာဆင်ញင်စဉ်းစားဖို့တပ္ပံပဟာယကမဏိယဆိုအားလုံးထားသွားဆိုတော့ကိုပိုင်တယ်လို့မဆိုဘူးအတိုင်းတာတစ်ခုရတာပိုင်တယ်အဲ့တော့ပဟာယကမဏိယေသူဣတံအာရယခိစ္စတိဆိုထားတော်ရမယ့်ပစ္စည်းတွေတဲ့ကိုပိုင်တယ်လို့ဆိုတဲ့အရာဒီကုသိုလ်နဲ့အကုသိုလ်ကဖြစ်တယ်ပေါ့အေးမကောင်းတာလုပ်လို့ရှိရင်မကောင်းတာကိုပိုင်သွားပြီကောင်းတာလုပ်လို့ရှိရင်လည်းကောင်းတာပိုင်သွားပြီသို့တော်ဒီနေရာမှာလူတွေမျက်စိလဲနေတတ်သေးတယ်လောကမှာတချို့ပုဂ္ဂိုလ်တွေမကောင်းတာလုပ်ပြီးတော့ချမ်းသာကြွယ်ဝနေတာရှိတယ်ကောင်းတာလုပ်ပြီးဆင်းရဲနေတာရှိတယ်အဲ့တော့လူတွေကဘယ်လိုတွေးလဲဆိုရင်ကောင်းတာလုပ်လဲကောင်းတော့မဖြစ်ပါဘူးမကောင်းတာလုပ်လဲမကောင်းကျိုးမရပါဘူးလို့ဆိုတဲ့အတွေးတွေဝင်လာတတ်တယ်သို့တော့ကံကြမ္မာရဲ့သဘောဟာမျိုးစေ့နဲ့အလားတူတူတယ်ပေါ့မျိုးစေ့ဆိုတာအချိန်စောင့်နေရတယ်အပင်ပေါက်လာပြီးချင်းအသီးသီးမှမဟုတ်ဘူးအပင်ပေါက်လာမယ်အချိန်တန်တဲ့အခါမှာအပွင့်ပွင့်မယ်အပွင့်ပွင့်ပြီးမှအသီးသီးမယ်အချိန်ဆိုတာအခုလို့အခုရတဲ့ဟာမျိုးမဟုတ်ဘူးအချိန်ခါလိုက်တာမျိုးစေ့လိုပဲချက်ချင်းကြီးပေါက်ချက်ချင်းကြီးအသီးပွင့်ဖြစ်တာမဟုတ်ဘူးကောင်းတာလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းတာဖြစ်နေခြင်းဆိုတာအခုလုပ်နေတဲ့ကောင်းတဲ့အလုပ်ဒီချက်ချင်းကြီးပြီးပွင့်လာတဲ့သဘောမရောက်သေးဘူးမကျူဝါလို့ခေါ်တဲ့ရင့်ကျက်လာတဲ့အချိန်သူဟာစောင့်နေသေးတာဖြစ်တယ်ဟုတ်ဒါမှမဟုတ်ဗမာစကားမှာလည်းပြောတာရှိတယ်လေအခုရေတွင်းတူအခုရေချင်းတောက်ချင်လို့မရဘူးဆိုတဲ့စကားလိုကောင်းတာလုပ်တာဟာချက်ချင်းကြီးကောင်းကျိုးချမ်းသာရသလားလို့ဆိုတော့အကုန်လုံးရနိုင်တဲ့အနေအထားမရှိဒါဖြင့်မကောင်းတာလုပ်တာကရောချက်ချင်းကြီးမကောင်းကျိုးရသလားဆိုဘယ်ရမှာသူလည်းပဲမကြွားဖြစ်တဲ့အချိန်ကိုစောင့်အဲ့ဒါဆိုလို့ရှိရင်အကုသိုလ်ဘယ်သူမှမလုပ်ရဲဘူးဆိုပါတော့လူတယောက်မှာတရိစ္ဆာန်ဖြစ်နိုင်တဲ့အကုသိုလ်ကိုလုပ်ရင်ချက်ချင်းဒီဘဝကြီးမှာတရိစ္ဆာန်အဖြစ်ပြောင်းသွားလားဘယ်ပြောင်းမလဲကုသိုလ်ကံရဲ့အရှိန်ကဟန်တားထားသည့်အတွက်ကြောင့်လူဟာလူပဲအေးကောင်းတာတွေလုပ်လို့အရှင်လက်လက်လက်ပြရောက်လာဆိုဘယ်ရောက်မလဲဘယ်ရောက်လူဘဝရောက်စေတတ်တဲ့ကံတရားကသူ့အကျိုးကိုဆက်လက်ပြီးတော့ရှင်သန်စေနေသေးတယ်အခုလုပ်တဲ့ကံတရားကအကျိုးမပေးသေးဘူးဒါကြောင့်မို့လို့ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတဲ့အတွေးကိုမတွေးမိစေနဲ့မကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးဆိုတဲ့အတွေးမှားကိုလည်းမတွေးမိစေဖို့လိုတယ်အချိန်တန်လို့ရှိရင်အကုသိုလ်ကံတွေအကုသိုလ်အကျိုးဝဒပေးတယ်ကုသိုလ်ကံတွေကုသိုလ်အကျိုးဝဒပေးတယ်မြတ်စွာဘုရားကကောင်းတဲ့ကံကဆိုးကျိုးပေးတယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ဟောထားတယ်နော်မကောင်းတဲ့ကံကကောင်းကျိုးပေးတယ်ဆိုတာလည်းလုံးဝမဖြစ်နိုင်ဘူးလို့ကာမနိယမရဲ့သဘောတရားကိုမြတ်စွာဘုရားအတိအကျဟောထားတာဖြစ်တယ်အေးအချိန်တန်လာလို့ရှိရင်ဒုက္ခရောက်တယ်ဒါကြောင့်မို့ဓမ္မပဒမှာပြောထားတာဟောထားတာရှိတယ်
မဒုံဝမညတိဘာလောယာဝပပန္နပိစတိမကောင်းမှုအကုသိုလ်အကျိုးမပေးသေးဘူးဆိုလို့ရှိရင်ပြုလုပ်တဲ့ပုဂ္ဂိုလ်ကပြားတကားလို့ကိုယ်လုပ်ပေါ်မှာကိုကျင့်တတ်ပြီးတော့ချုံမြိန်တဲ့အရာသာခံစားနေရတယ်ဆိုလိုတာမကောင်းတာလုပ်ရင်ကောင်းစားနေတတ်သေးတယ်လို့ဆိုလိုတယ်နော်ယာဝပပနပစ္စတိမကောင်းမှုအကုသိုလ်ကျိုးမပေးသေးဘူးဆိုရင်တော့သူကကောင်းကျိုးချမ်းသာတွေရနေတာသူ့ကြောင့်ရတာမဟုတ်ဘူးအတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံတစ်ခုကြောင့်ကောင်းကျိုးချမ်းသာရဒီလိုဆိုလိုတယ်ပေါ့နောက်တစ်ခုကအကုသိုလ်ကံပဲဖြစ်ဖြစ်ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံကလည်းချက်ချင်းအကျိုးမပေးဘူးလို့ဆိုတဲ့နေရာတစ္ဆုခေရံဝဘုဇတိနွားတို့ဟာညစ်ပြီးပြီးချင်းချင်တာမဟုတ်ဘူးအချိန်အတိုင်းအတာတစ်ခုရောက်မှချင်တာဖြစ်တယ်ပေါ့ညစ်ပြီးကားစားဆိုမချင်သေးဘူးအခုခေတ်ဆိုလို့ရှိရင်မချင်အောင်ဆိုပြီးတော့ဒီရေခဲတစ်တာလည်းထည့်ထားရင်မချင်ဘူးအဲ့ဒီလိုသူ့အကြောင်းမရှိသေးလို့ရှိရင်သူကမဖြစ်ဘူးထို့တူပဲအကုသိုလ်ကံကုသိုလ်ကံရဲ့သဘောတဘာဝတခြားအထောက်ပံ့အကြောင်းတွေပေါ်မှာအမိပြုပြီးတော့မှဖြစ်တာဖြစ်တယ်ပေါ့အေးကုသိုလ်ကံအကုသိုလ်ကံရဲ့သဘောတဘာဝကိုသိတာအမောဟအသိပညာလို့ခေါ်တယ်အဲ့ဒီအသိပညာရှိလာပြီဆိုရင်မလုံးတင်တာနဲ့လုံးတင်တာခွဲခြားသိတယ်မလုံးတင်တာကိုရှောင်တယ်လုံးတင်တာကိုလှုပ်တယ်ဆိုကောင်းကျိုးချမ်းသာတွေရပြီးတော့ကောင်းကျိုးချမ်းသာတာဆိုလို့ချင်းမရှိဘူးအဲ့ဒီအလောဘအရောဓအမောဟလို့ဆိုတဲ့သဘာဝတရားတွေနဲ့တွဲဖက်လာတဲ့စိတ်နေသဘောထားကိုကုသိုလ်လို့ခေါ်တာပဲကောင်းတဲ့အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုသူကပဲထုတ်လုပ်ပေးတာပဲဖြစ်တယ်ဘုန်းကြီးတို့တွေလူပြည်ရောက်လာတာလူဘဝရလာတာကုသိုလ်ကံရဲ့ဆွမ်းဆောင်မှုယတိပြတ်မှတ်သားကြကုသိုလ်ကံရဲ့ဆွမ်းဆောင်မှုကြောင့်လူဖြစ်လာတယ်အေးမကောင်းတာတွေလုပ်ခဲ့တဲ့အကုသိုလ်တွေရောကိုယ်တဏ္ဍာမှာပါမလာဘူးလားဆိုပါတယ်ဒါကြောင့်မို့လို့ဘဝခရီးမှာဟိုချမ်းသာဒုက္ခကြီးမဟုတ်ဘဲနဲ့တခါတည်းအရှင်မပြေမှုတွေကြုံတယ်တခါတည်းဒုက္ခတွေရောက်တယ်ဆိုတာမျိုးဖြစ်လာအကုသိုလ်ရဲ့အကျိုးကတွဲဖက်ခံလူတွေဟာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နော်ကဏ္ဍတုတ်ကလို့ဆိုအဖြူနဲ့အမဲလှုပ်တာဒါကိုပြောတာဥဘောပုံညင်စပပင်စယမေသောကုရုတိဣဒဒီဘဝမှာလူဆိုတာဟာလက်ရှိဘဝမှာကောင်းတာလည်းလုပ်မိတယ်မကောင်းတာတွေလည်းလုပ်မိတယ်လောဘနဲ့လှုပ်တာဒေါသနဲ့လှုပ်တာမောဟနဲ့လှုပ်တာမကောင်းတဲ့အလုပ်အကုသိုလ်လုပ်တယ်လုပ်ပြီအကုသိုလ်အလုပ်တွေလုပ်ပြီးသွားလို့ကိုယ်တဏ္ဍာမှာမဲညစ်တဲ့အကျိုးဆက်တွေဖြစ်ပေါ်စေဖို့အတွက်မျိုးစေ့တွေကြကြပြီးတော့သွားအဲ့ဒီမျိုးစေ့တွေကဘယ်မှာအပင်ပေါက်တယ်လဲလို့ဆိုရင်ဒုက္ခတိဘုံမှာအပင်ပေါက်တယ်ကိုယ့်ရဲ့မျက်မြင်အလုံးတွေ့နေကြတဲ့တိရစ္ဆာန်တွေဟာဒုက္ခတိဘုံဘဝရောက်နေတာဟာအကုသိုလ်ကံရဲ့အကျိုးဆက်ကိုခံနေကြရတာဖြစ်တယ်ပေါ့အကုသိုလ်ရဲ့အကျိုးဆက်ကိုခံနေကြရတယ်သို့တော့အကုသိုလ်ကံအကျိုးခံနေရတဲ့တိရစ္ဆာန်တွေရောကောင်းတာလေးမတွေ့ရဘူးလားဆိုတွေ့တယ်သူတို့မှလည်းကုသိုလ်ကံအကျိုးပေးတာလေးတွေကဝင်ပြီးတော့ကုသိုလ်ကံရဲ့စောင့်ရှောက်မှုတွေရှိတယ်သို့တော့ဘဝကြီးတစ်ခုလုံးပြောင်းတော့တော့လုပ်လို့မရဘူးကြည့်လေတထေးကမွေးထားတဲ့ခွေးတွေကြတော့ညာသွားရလာကားနဲ့သွားရတဲ့အိမ်မှာကြာကြာနာနာစားရတောင်းရတဲ့ဆိုတာဒါကုသိုလ်ကံရဲ့အကျိုးလို့ခေါ်တယ်ခွေးဖြစ်လိုက်တာတော့အကုသိုလ်ကံရဲ့အကျိုးပဲအကုသိုလ်ကံကလက်ဦးလို့ခွေးဘဝပို့ပေးလိုက်ပြီပဲကုသိုလ်ကံကလိုက်ပါဆောင်းလျှောက်တယ်အေးတထေးအိမ်ပို့ပေးထားကောင်းကောင်းမွန်မွန်စားနေထိုင်ရဒီလိုဆိုလို့လေနော်အေးလူဘဝရောက်တော့လည်းပဲကုသိုလ်ကံကလူဘဝကိုပို့လိုက်တယ်အကုသိုလ်ကံကနှိမ့်ဆက်တဲ့အခါကျလူတွေဟာယောဂဝေဒနာတွေဖြစ်ကြတယ်ဒုက္ခတွေခဏခဏရောက်တယ်ပစ္စည်းတွေခဏခဏပြတ်တယ်ဆိုတာမျိုးတွေကြုံတာအကုသိုလ်ကံရဲ့အကျိုးဆက်တွေပဲလို့ဒီလိုဆိုတယ်ပေါ့ပါဏာတိပါဒလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဒီငယ်ငယ်ရပဲတည်သွားငယ်ငယ်ရပဲတည်သွားဆိုပါစို့မနေ့ကတောင်မှပဲဆွမ်းစားရင်ဟင်းတစ်ခွက်ပါလာဘာဟင်းပါလာတော့ဆို
ငါဥချက်ပါလားငါဥတွေကြည့်ပြီးတော့စဉ်းစားမိတယ်ဩငါဘဝမရောက်ခင်တည်သွားတာပါလားသူတန်မောင်များဆိုငါဆိုတဲ့တရားမိခင်တကောင်မှာတန်မောင်များစွာသောငါတွေတရားတွေအများကြီးအဲ့ဒီတရားတွေကကြည့်လေအသက်မရှင်ဘူးဥဘဝနဲ့ပဲရုပ်တုံးသွားကြဥဘဝနဲ့ပဲသိဆုံးသွားကြလူတွေကတော့ထင်မှာပေါ့ငါဥဟာအသက်မရှိသေးဘူးဘယ်ဟုတ်မလဲအဲ့ထဲမှာတရားဆိုတဲ့အသက်ပေါ်လာပြီးသားဖြစ်တယ်လူဘဝမှာလည်းပဲထွတ်တူပဲလို့စာရီထဲမှာရေးထားတာရှိတယ်နော်လူသားတစ်ယောက်ရဲ့ဆိုမိခင်ရဲ့ဝမ်းထဲမှာသတိတီးတာဟာတန်ပေါင်းများစွာသတိတီးတယ်လို့ဆိုတယ်စပန်းနဲ့အိုပန်းလို့ဆိုတယ်ဒီမိဘနှစ်ပါးရဲ့ပစ္စည်းနဲ့တရားတွေဟာအဲ့ထဲမှာသတိမျိုးစိကြကြတယ်အဲ့သတိမျိုးစိကြတဲ့ထဲကတန်ပေါင်းများစွာသောသတိမျိုးစိတွေကအောင်သွားတာတခုပဲကျန်တာတွေကသိဆုံးသွားကြတယ်အဲ့တော့လူဖြစ်ဖို့ဆိုတာအမတမခင်းလူဖြစ်ဖို့ဆိုတာအမတမခင်းတန်ပေါင်းများစွာသောဒီတရားတွေဟာလူဖြစ်ရောက်လာဖို့ရမိခင်ရဲ့ဝမ်းထဲရောက်ပြီးမှမိခင်တော်မသိလိုက်ပဲနဲ့တည်သွားတဲ့လူတွေကအများကြီးဟုတ်အများကြီးပဲတည်တယ်အဲ့ထက်မှမွေးတာ2ယောက်မွေးခြင်းမွေးမယ်3ယောက်မွေးခြင်းမွေးမယ်အမှားဘူးပေါ့များသောအားဖြင့်1ယောက်ပဲမွေးတယ်အဲ့တော့ဉာဏ်တွေကပဲရောက်သွားကြတော့ဆိုတည်သွားကြတယ်ဒါဖြင့်သူတို့အသက်ဟာဘလောက်တူတယ်လဲစဉ်းစားကြည့်အခုတည်လာပြီအခုမွေးမလို့လို့တာမမွေးရခင်တည်သွားတယ်မမွေးခင်ပဲတည်သွားတယ်နော်အေးတော်တော်လေးအကောင်ထဲပေါ်မှာတည်တာလည်းရှိတယ်မွေးပြီးတဲ့နောက်မှာတည်သွားတာလည်းရှိတယ်ပေါ့လူဘဝတွေမဲ့ကြည့်မွေးတည်အများကြီးပဲရှိတယ်အဲ့တော့အကုသိုလ်ကံဒီရဲ့အကျိုးပေးဟာလူတိုင်းလာခုလိုအသက်ရှင်လာကြတာမဟုတ်ဘူးမိဘရဲ့ဝမ်းထဲမှာတည်ဆုံးသွားတဲ့တတ္တဝါဘောင်းဟာတန်းချီရှိတယ်လို့ဒီလိုဆိုတယ်စာပေကျမ်းကလည်းလို့ဆိုဒါကြောင့်မို့လူဖြစ်ဖို့မတန်ခဲနဲ့လို့ဆိုတာဒီတစ်ခုနဲ့ပဲကြည့်ငါဥလေးတွေကြည့်လိုက်တဲ့ငါးလေးတွေတောင်မှပဲတရိစ္ဆာန်ဘဝဆိုတော့လေတရိစ္ဆာန်ဘဝကိုမရောက်ခင်ဖန်တလဲလဲသိတည်သွားပြီးတဲ့အခါနောက်တစ်ခါငါးရဲပြန်ရောက်ရင်ငါဥမဟုတ်လို့ရှိရင်ငရဲပြန်ရောက်သွားတာလည်းရှိမယ်အကုသိုလ်ကြောင့်မို့လို့တရိစ္ဆာန်ဘဝကိုတက်လာပြီးတဲ့နောက်မှာငရဲပြန်ကြသွားငရဲကနေတက်လာတဲ့အခါတရိစ္ဆာန်ဘဝရောက်လာတရိစ္ဆာန်မဖြစ်ခင်တခါငရဲပြန်ကြသွားဟောဒီလိုလာတာနော်အဲ့ဒါစဉ်းစားကြည့်ကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကပညာတတ်စာတတ်ပေတတ်ယဟန်တစ်ပါးကပိလယဟန်လို့ခေါ်တယ်သူဟာစာတတ်တော်လည်းပဲဇယိုက်ကျမ်းတယ်ဇယိုက်ဆိုးတယ်ပေါ့အပြောဆိုမစင်ញင်ဘူးမာနတွေကြီးတယ်ယဟန်ကောင်းတွေကိုဆဲရေးတယ်နောက်ဆုံးမှာသာသနာတော်ကိုပျက်စီးအောင်လုပ်သွားပြီးတော့တည်တဲ့အခါမှာအဝိဇ္ဇငရဲရောက်သွားအဝိဇ္ဇငရဲမှာငရဲခံရပြီးတဲ့နောက်ပြန်တက်လာတဲ့အခါဘယ်ရောက်တော့ဆိုရင်ကင်းငံမြစ်ထဲမှာငါးကြီးသွားဖြစ်တယ်ငါးဖြစ်တော့သင်္ကန်းဝတ်နဲ့နေထိုင်ခဲ့သည့်အတွက်ကြောင့်သူခန္ဓာကိုယ်ကရွှေရောင်အယောင်လှပတဲ့ငါးကြီးဖြစ်တယ်သို့တော်ယဟန်တော်တွေယဟန်ကောင်းတွေကိုဆဲရေးခဲ့သည့်အတွက်ကြောင့်ပါးစပ်ဖွင့်လိုက်လို့ရှိရင်မခံနိုင်တော့အပုပ်နဲ့နေထွက်တယ်လို့ဆိုတယ်အဲ့ဒီငါးဟာဒီတငါးတွေဖမ်းလို့မိလာတဲ့အခါဒီငါးကြီးပါးစပ်ဖွင့်လိုက်တာနဲ့မြို့ကြီးတစ်မြို့လုံးဟာအပုပ်နဲ့နေလှိုင်သွားတယ်ငါးကြီးကြည့်လိုက်တော့လဲလှတယ်ရွှေရောင်တောင်းအဲ့တော့ဒီငါးကြီးအကြောင်းကိုသိကျင်တာနဲ့မြတ်စွာဘုရားစီလျှောက်တဲ့အခါမြတ်စွာဘုရားအဲ့ဒီမေးမြန်းတဲ့အခါမှာငါးကြီးကိုယ်တိုင်ကပြောတယ်သူဟာကပိလယဟန်ဆိုတဲ့အကြောင်းပြောဒါဖြင့်အခုဘယ်သွားမှလဲလို့ဆိုငါးဘွားကတည်သွားလို့ရှိရင်အဝိဇ္ဇငရဲပြန်သွားမယ်လို့ဆိုတယ်စဉ်းစားကြည့်တော့မြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလည်းပဲဒီစိတ်ဓာတ်ယုဂလသုတ်တံမှာလိတ်ကမ်းကြီးဥပမာပေးပြီးတော့ဟောထားတစ်ကြိမ်တစ်ခါလွဲပြီးတော့ဒုက္ခတိဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တရားဟာလူဘဝပြန်ရဖို့ဆိုတာလိတ်ကမ်းကြီး
ခေါင်းနဲ့မျောကြံမျောနေတဲ့တဘိုးကြီးရဲ့တခုရီးသောအပေါက်အန်ချဆွမိဖို့ဆိုတာအလွန်ခဲနေလို့ဒီလိုခေါ်တဲ့ဒေသနာမဖြစ်နိုင်သူဗမာပြည်မှာတော့ပြောလို့ရှိကြတယ်ပေါ့ဗမာပြည်ကအတ္တစင်းလူပြည်ကအတ္တစင်းလူပြည်ကအတ္တစင်းထောင်ထားဗမာပြည်ကအတ္တစင်းချလိုက်အဖျားခြင်းထိဖို့ဆိုတာအလွန်ခဲနေမို့သို့တော့အဲ့ဒါကမှဖြစ်ကောင်းဖြစ်နိုင်သေးတယ်တိရစ္ဆာန်ဘဝရောက်သွားရဲ့လူပြန်ဖြစ်ဖို့ခက်တယ်လို့ပြောကြတာပေါ့အဲ့ဒါကိုအဋိစ္စပတ္တိလို့ခေါ်တယ်ဖြစ်ထောင်ဖြစ်ခဲဖြစ်ဖို့ဆိုတာမှန်းဆလို့မရနိုင်တဲ့အနေအထားလို့ဒီလိုပြောတယ်အေးဘဝဆိုတာအဲ့ဒီလိုအကုသိုလ်တွေလုပ်ထားလို့ရှိရင်အကုသိုလ်ကံကအကျိုးပေးသွားတယ်ကုသိုလ်ကံလုပ်လို့ရှိရင်ကုသိုလ်ကံကအကျိုးပေးတယ်သို့သောကုသိုလ်ကံနဲ့အကုသိုလ်ကံသည်လက်ဥသူကဘဝကိုအရင်ဖန်တီးလိုက်တယ်လက်ဥတဲ့ကံကအကုသိုလ်ကံကလက်ဥလို့ရှိရင်အကုသိုလ်ကံကအကျိုးပေးလိုက်တယ်ကုသိုလ်ကံကလက်ဥရင်ကုသိုလ်ကံကအရင်ကျိုးပေးတယ်လို့ဒီလိုရှိတယ်ပေါ့ဘာဖြစ်လို့တော့ဆိုရင်လူစိတ်ကိုကြည့်လိုက်ကိုယ်စိတ်ကိုပဲစိတ်နဲ့သုံးသပ်ကြည့်အဖြူနဲ့အမဲလိုပဲစိတ်ကောင်းနှလုံးကောင်းပေါ်လာတဲ့အခါရှိသလိုစိတ်မိုက်စိတ်ရိုင်းစိတ်မိုက်ပေါ်လာတဲ့အခါရှိတယ်အေးစိတ်ရိုင်းစိတ်မိုက်ပေါ်လာတဲ့အခါမှာစိတ်အစဉ်ဟာမဲသွားတယ်အေးကြည်လေးနဲ့စိတ်ဓာတ်ကလေးပေါ်လာတဲ့အခါစိတ်အစဉ်ဟာဖြူသွားတယ်ဆိုလိုတာဖြူလိုက်မဲလိုက်ဖြူလိုက်မဲလိုက်သွားတယ်တေခါนี้မှာအမဲနဲ့သွားကြွရင်တော့တခါဒုက္ခတိဘုံရောက်သွားအဖြူနဲ့ကြုံတဲ့အခါမှာကောင်းတဲ့ဒုက္ခတိဘုံရောက်သွားတယ်အဲ့ဒါကြောင့်မို့လို့တတိထားပြီးတော့ကုသိုလ်ကောင်းမှုကုသနာမှာအဖြစ်များအောင်ကြိုးစားအထောက်အမယ်လို့ဒီလိုဆိုလို့တယ်ဒါကြောင့်မို့လောကလူတွေလှုပ်သမျှကုသိုလ်အကုသိုလ်ဒီဘဝလှုပ်တာဟာဒီကိုယ့်အတွက်ကိုယ်ပိုင်ပစ္စည်းတစ်ခုဖြစ်သွားတယ်တင်ညိတတတကံဟောတိတင်စအာရာယခိစတိအကိုလို့တဲ့ကံဒီပင်လည်းကိုယ်နဲ့အတူပါသွားမှာပဲတင်စတအလုကံဟောတိခြာယဝအနပါယအေးကုသကံအဟုသကံတွေဟာအရေးပမာကိုအရေးပမာကိုနဲ့အတူတကွပါနေတာကုသိုလ်အဟုသကံဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘဝတစ်ခုဘုန်းကြီးတို့တွေဟာကိုယ်ဘဝခရီးလူဘဝမှာခိတ္တနားတဲ့အချိန်မှာအရေးကြီးဆုံးကဘာတော့ကုသိုလ်လုပ်ဖို့ပဲအရေးကြီးတယ်ဒါကိုစိတ်ထဲမှာဆွဲမှတ်ထားဖို့မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ဓမ္မပဒဒေသနာတော်ဟာအမျိုးမျိုးဖုံဖုံကြုံတွေ့ရတဲ့အတွေ့အကြုံတွေအဖြစ်အပျက်တွေကိုခြေခံပြီးတော့ဟောရဖြစ်သည့်အတွက်ကြောင့်အဖြစ်အပျက်ကဆုံးသလိုဆုံးမတဲ့စကားတွေကလည်းပဲဝိတ္တမဆုံးတယ်လို့လူလောကကြီးက diversity လို့ဆိုရတယ်မျိုးစုံတယ်ပေါ့နော်လူတယောက်ဒီပင်လည်းဘဝမျိုးစုံကြုံတွေ့ကြတာအဲ့ဒါလို့အမျိုးမျိုးဖုံဖုံကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကိုခြေခံပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေကိုစုစည်းပြီးတော့ဓမ္မပဒဆိုပြီးဂါထာပေါင်းပုဒ်ပေါင်း400ကျော်စုစည်းဖော်ပြထားတဲ့ပိဋကစာပေထဲမှာပါဠိကျမ်းစာတစ်ခုရှိတယ်အဲဒီပါဠိကျမ်းကမှလာတဲ့မြတ်စွာဘုရားရဲ့တိကျသေးချာတဲ့ဆုံးမဩဝါဒတရားလေးတွေအဖြစ်အပျက်ကိုအခြေခံပြီးတော့ဟောထားတာဖြစ်သည့်အတွက်ကြောင့်လက်တွေ့ကျတဲ့အဆုံးအမစကားလေးတွေနာယူမှတ်သားပြီးမိမိတို့ဘဝအတွက်ဘယ်လိုသင်ခန်းစာယူကြမယ်ဆိုတာဟာနာယူမှတ်သားပြီးတဲ့အခါမှာတုံးနဲ့တူမတူညီတဲ့အသိဉာဏ်အားလျော်စွာကိုယ်ဘဝမှာအဆုံးအမစကားလေးတွေသုံးချကြရမှာဖြစ်တယ်ပေါ့ဘဝမှာဓမ္မလမ်းကြောင်းမတိမ်းဆောင်းအောင်ကိုယ့်ကိုထိန်းချောင်းနိုင်ရင်လူတော်လူကောင်းလို့ခေါ်ရမှာဖြစ်တယ်ကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်တွေဟာဓမ္မလမ်းကြောင်းမတိမ်းဆောင်းစေပဲကိုယ့်ကိုထိန်းချောင်းသွားတဲ့ပုဂ္ဂိုလ်တွေသာဖြစ်တယ်ကိုယ့်ကိုမထိန်းချောင်းနိုင်လို့ရှိရင်ဘဝခရီးကြီးဟာဖြောင့်မြူးမှာမဟုတ်ဘူး
စဉ်းစားကြည့်ပေါ့ဟိုက်ဝေးလမ်းမကြီးပေါ်မှာကားမောင်းနေတာတောင်ကရွရဆိုင်မမောင်းဘူးနော်တတိလွတ်သွားပြီဆိုလို့ရှင်တိမ်ဆောင်သွားလို့ထိန်းချောင်းမှုလွတ်သွားတာနဲ့တပြိုင်နက်အသက်ပါဆုံးရှုံးသွားကြတာဒီအများကြီးပဲအဲ့တော့ရှင်တစ်ခုကိုမထိန်းချောင်းနိုင်လို့တိမ်ဆောင်သွားလို့ခံရရင်ဒီတဘဝပဲဖြစ်တယ်ဓမ္မလမ်းကြောင်းကိုမထိန်းချောင်းနိုင်လို့တိမ်ဆောင်သွားမယ်ဆိုလို့ရှိရင်တန်တရားတစ်ခုလုံးမှာဒုက္ခရောက်သွားနိုင်တယ်ဘဝမှာအချိန်ချင်းတွေ့ရမယ်ဆင်းရဲဒုက္ခတွေအဲ့ဒီအခြေအနေတွေကိုမြတ်စွာဘုရားဟောပြောဆုံးမထားတာဖြစ်တယ်အဲ့တော့ဒေသနာတော်လေးတစ်ပုဒ်ကိုနားကြည့်လိုက်ဒီမှာဟောထားတဲ့ဒေသနာတော်ထဲမှာဓိသောဓိတံယန္တံကရိယာဓိသောဆိုတာလူဆိုးတယောက်လူဆိုးဆိုတာအကောင်းမလုပ်ဘူးအမြဲတမ်းဆိုးဖို့တွေးနေတာဖြစ်တယ်စာပေမှာတော့တခိုးလို့ဘာသာပြန်တယ်နော်တခိုးလို့ဘာသာပြန်တာအဲ့တော့လူဆိုးလို့ဘာသာပြန်တာပိုကောင်းတယ်တခိုးကခိုးယုံခိုးတာမျိုးဖြစ်တတ်သေးတယ်ခါလေဓိသောဓိတံယန္တံကရိယာခိုးတတ်တဲ့အကျင့်ဆိုးတဲ့လူဆိုးတယောက်ဟာအလားတူလူဆိုးတယောက်ကိုတွေ့ပြီဆိုရင်ဒုက္ခပေးတဲ့အလုပ်ကိုလုပ်မှာပဲလေလူဆိုးဟာလူဆိုးတယောက်ပေါ်မှာညှတာတယ်ဆိုတာမရှိဘူးကိုယ်ကလက်ဥအောင်ပဲတော့ကြတပ်ဖြတ်ကြမှာဖြစ်တယ်အဲ့တော့လူဆိုးတယောက်ကလူဆိုးတယောက်နဲ့ကြုံတွေ့တဲ့အခါမှာလှုပ်လိုက်လို့အခြေအနေဆိုးသွားတာတဲ့ပို့ပြီးအခြေအနေဆိုးနိုင်တာကကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ကိုယ်စိတ်ကိုမထိန်းနိုင်တဲ့ထိန်းကြောင်းမှုလွတ်သွားတဲ့စိတ်ကပိုဆိုးအောင်လုပ်နိုင်တယ်လို့သူတို့ပြောတာလူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးတာတဲ့ကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်လို့ဖြစ်တဲ့ကိုယ်စိတ်ကမကောင်းတဲ့စိတ်ကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်လူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးရင်တဘဝပဲပေးလို့ရတယ်နောက်ဘဝအထိလိုက်ပေးလို့မရဘူးအေးရင်နဲ့နှလုံးထဲမှာဖြစ်တဲ့စိတ်ဆိုးစိတ်မိုက်ကတော့ဒီဘဝရင်ဒုက္ခပေးမှာမဟုတ်ဘူးဘဝဆက်တိုင်းလိုက်ပြီးတော့ဒုက္ခပေးမှာလို့မြတ်စွာဘုရားဒီလိုဟောလို့ရင်ဖြစ်တယ်နော်ဓိသောဓိတံယန္တံကရိယာသူလှုပ်ချင်လို့မှာပဲလေလူဆိုးတယောက်ကလူဆိုးတယောက်ကိုလှုပ်ချင်တာလှုပ်ဆိုးတဲ့အလုပ်တွေဒုက္ခပေးတဲ့အလုပ်တွေသူလှုပ်ချင်လုပ်မယ်နောက်ဥပမာတစ်ခုပေးတာတော့ဝေရီဝါပဏဝေရိနာရန်သူတယောက်ကရန်သူ2ယောက်ဆုံးတယ်ဆိုရင်အဲ့ဒီရန်သူဟာအပြန်အလှန်ရန်သူဖြစ်သည့်အတွက်ကြောင့်ရန်သူတယောက်ကရန်သူတယောက်ကိုဆုံတွေ့တဲ့အခါမှာဒုက္ခပေးတာလို့ဒုက္ခပေးတာတဲ့ပို့ပြီးတော့စိတ်ဆိုးစိတ်မိုက်ကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်လို့သူတို့ပြောတာနော်အဲ့တော့လူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးတာရဲ့ရန်သူတယောက်ကရန်သူတယောက်ကိုဒုက္ခပေးတာရဲ့အဲ့ဒီဒုက္ခပေးမှုနှစ်ခုတည်းပို့ပြီးတော့ဆိုးအောင်ဒုက္ခပေးနိုင်တာတော့မိမိတို့အသီးသီးရင်ထဲမှာဖြစ်နေကြတယ်အကုသိုလ်စိတ်ဆိုးစိတ်မိုက်တွေသာလည်းဖြစ်တယ်ဒါတတိထားဖို့ပြောတာနော်မိစ္ဆာပနိဟိတံစိတ်တံပါပိယောနံတတောကရေလူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးထားတဲ့ပို့ဆိုးအောင်ဒုက္ခပေးနိုင်တာကမိစ္ဆာပနိဟိတလို့ခေါ်တဲ့ဒီစိတ်ဆိုးစိတ်မိုက်တာလည်းဖြစ်တယ်ရန်သူတယောက်ကရန်သူတယောက်ကိုဒုက္ခပေးထားတဲ့ပို့ဆိုးတဲ့ဒုက္ခကိုပေးနိုင်တာမိစ္ဆာပနိဟိတလို့ခေါ်တဲ့ဒီဓမ္မလမ်းကြောင်းတိမ်ဆောင်သွားစေတတ်တဲ့စိတ်ပဲဖြစ်တယ်
အထိန်ကြောင့်လွတ်သွားတဲ့စိတ်ဟာအဲ့ဒီတည်းပို့ပြီးဒုက္ခရောက်စေတယ်လို့ဒါမြတ်စွာဘုရားဟောလို့တဲ့အထိပ္ပယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ရှမ်းသူဆိုတာနှမျိုးရှိတယ်လို့ပြောမှာဘာလဲဆိုရင်အတွင်းရနဲ့အပြင်ရအပြင်ဘက်ကကိုယ်ဒုက္ခပေးမဲ့ယန္တုကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ယန္တုနှစ်ခုရှိတယ်ဥပမာပဲဆိုတော့ရှင်တဲ့နှလုံးထဲမှာဖြစ်နေတဲ့အကုသိုလ်စိတ်တွေကလည်းကိုယ်ယန္တုတွေပဲသို့တော့အဲ့ဒါကိုလူတွေကယန္တုလို့သိမထင်ဘူးအပြင်ဘက်ကမတည့်တဲ့လူကိုပဲယန္တုလို့ထင်ကိုယ်ရင်ထဲမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမောဟတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့စိတ်ဆိုးစိတ်မိုက်တွေဓမ္မလမ်းကြောင်းဖြင့်ထိန်းချောင်းနိုင်ခြင်းမရှိတဲ့စိတ်ဆိုးစိတ်မိုက်တွေပြင်မကယန္တုတယောက်ဒုက္ခပေးတာတဲ့ပို့အစပေါင်းများစွာပို့ပြီးဒုက္ခပေးနိုင်တယ်လို့သူတို့ပြောတာနော်အစပေါင်းများစွာဒုက္ခပို့ပြီးတော့ပေးနိုင်ပြင်မယန္တုဆိုတာဒုက္ခပေးလို့ရှိရင်ဘဝတစ်ခုပဲဒုက္ခပေးနိုင်တဘဝပဲဒုက္ခပေးမှာဖြစ်တယ်နောက်ဆုံးမှသူဒုက္ခပေးလို့အသက်ဆုံးသွားရရင်တဘဝပဲအသက်ဆုံးပဲနောက်ဘဝထိအောင်သူလိုက်ပြီးတော့ဒုက္ခမပေးဘူးသို့တော့ကိုယ့်ရင်နဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟဆိုတဲ့အကုသိုလ်စိတ်ဆိုးစိတ်မိုက်တွေဟာတော့လောဘနဲ့သိလောဘလွှမ်းမိုးတဲ့အခါမှာဒီဘဝကတည်လိုက်တာနဲ့ပြိတ္တာဘုံပို့ပြလိုက်တယ်ဒေါသနဲ့လွှမ်းမိုးထားတဲ့ဒေါသလွှမ်းမိုးထားတဲ့စိတ်ဆိုင်စိတ်မိုက်ကမျက်စိလေးနှလုံးမိတ်ပြီးဒီဘဝအသက်ဆုံးသွားတဲ့ငရဲဘုံပို့ပလိုက်တယ်မောဟဆိုတဲ့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိတယ်ဘာမှရင်လှုပ်တယ်အမှန်တရားကိုမသိတဲ့မောဟလွှမ်းမိုးထားတဲ့စိတ်ဆိုးစိတ်မိုက်ကမျက်စိနှလုံးမိတ်သေဆုံးတာနဲ့တပြိုင်နက်တိရစ္ဆာန်ဘဝပို့ပလိုက်တယ်တိရစ္ဆာန်ဘဝဆိုတာမောဟလွှမ်းမိုးနေတယ်ဘုံဘဝမျိုးပဲပြိတ္တာဆိုတာအမြဲတမ်းဆာလောင်နေတာကိုလောဘဖြစ်နေတယ်အမြဲတမ်းလောဘလွှမ်းမိုးထားသည့်အတွက်ကြောင့်တက်တဲ့အငတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့လောဘကြီးအောင်ဆိုပြီးတော့ဒုက္ခပေးထားတဲ့သဘောငရဲဘုံဆိုတာလုံးဝညှင်းဆဲနှိပ်စက်မှုကိုခံနေရတဲ့ဒေါသကြီးအောင်ဆိုပြီးဒေါသကနေပြီးတော့ဒေါသနဲ့အတူတဲ့ငရဲမီးတွေနှိပ်စက်မဲ့ငရဲထိန်တွေဝိုင်းအောင်နေတဲ့နေရာဌာနတစ်ခုပို့ပလိုက်တာဖြစ်တယ်အဲ့တော့ယန္တုတယောက်လူဆိုးတယောက်ကဒုက္ခပေးထားတဲ့အစပေါင်းများစွာကိုဒုက္ခပေးတာကိုခံလိုက်ရတယ်လို့သူတို့ပြောတယ်ဒီဘဝတည်းမကဘူးတန်တရားဘဝမြောက်များစွာဒုက္ခပေးခြင်းကိုခံရမယ်အဲ့တော့ရသော်ဗျာဟောတဲ့ဒီဒေသနာတော်လေးကရိုးရိုးရှင်းရှင်းလေးပဲနားမလည်စရာလည်းအကြောင်းရှိဘူးဒီသောဒီတံယန္တံဂိရာလူဆိုးတယောက်ကလူဆိုးတယောက်ကလူဆိုးတယောက်ကိုလုံနိုင်တာတဲ့ဝေရိဝါပနဝေရိနာယန္တုတယောက်ကမိမိယန္တုပေါ်မှာလုံနိုင်တာတဲ့မိစ္ဆာပဏိဟိတံစိတ်တံစိတ်ဆိုးစိတ်မိုက်ကလောဘဒေါသမောဟတွေလွှမ်းမိုးနေတဲ့စိတ်ဆိုးစိတ်မိုက်ကပါပိယောနံတတောကရေအဲ့ဒီလူဆိုးကဒုက္ခပေးတာတဲ့ယန္တုကဒုက္ခပေးတာတဲ့ပို့လို့ပို့ပြီးတော့ဆိုးအောင်ဒုက္ခပေးနိုင်တယ်လို့ဒီလိုဆိုတဲ့စကားပဲနော်အဲ့တော့ဒီဒေသနာတော်လေးဖြစ်ပေါ်လာပုံလေးကိုပြောအောင်မြတ်စွာဘုရားတာဝတိမြို့မှာသတင်းသုံးတဲ့အချိန်တာဝတိမြို့မှာပစ္စည်းဥစ္စာကျွဲဝချမ်းသာတဲ့အနာရဝိတ္ထေကြီးရှိတယ်အဲ့ဒီအနာရဝိတ္ထေကြီးရဲ့စီးပွားရေးကိုကြည့်မယ်ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံရှေးခေတ်ကတထေးတွေဟာလယ်ယာစိုက်ပျိုးမှုလည်းလုပ်တယ်နွားမွေးမြူမှုကိုလည်းလုပ်တယ်ပေါ့အသာသစားတဲ့ဟာမျိုးမဟုတ်ဘူးနှိုးစားနွားမတွေမွေးတယ်နွားမွေးမြူလုပ်တယ်အနာရဝိတ္ထေကြီးရဲ့နွားခြံကိုထိမ့်သိမ်းဆော့ရှောက်တဲ့နာရဝိတ္ထေကြီးရဲ့နွားအုပ်ကြီးကို
အကောင်မောင်းလောက်ဆိုတာတော့အများကြီးဖြစ်မှာပေါ့နော်ဝိသခာရဲ့နွားအုပ်ကအရေးအတွက်တော့မရှိဘူး6မိုင်လောက်လမ်းပေါ်မှာအပြည့်သွားနေတဲ့နွားအုပ်သူ့နွားအုပ်ကြီးလွှတ်လိုက်မယ်ဆိုရင်6မိုင်လောက်လမ်းပြည့်ပခုံးချင်းထိပြီးသွားနေတဲ့နွားအုပ်အကောင်နဲ့ပြောတာမဟုတ်ဘူးနော်မိဘကဒီအိမ်တော်ရဲ့သားချပေးတဲ့အခါမှာပေးလိုက်တဲ့နွားအုပ်ချမ်းပေးလိုက်လို့ခုံပြီးတော့လိုက်သွားတဲ့နွားအုပ်တယ်မဲ့အကောင်ရေးဟာ1,600,000ရှိတယ်သူဆိုတယ်အဲ့ဒါပဲရည်အတွက်ပြတယ်ကျန်တဲ့နွားတွေရဲ့အကောင်ရည်အတွက်ပြအဲ့တော့နာရဝိတ္ထေကြီးကလည်းသူမွေးမြူထားတဲ့နွားတွေကိုထိမ့်သိမ်းဆော့ဆော့တဲ့နွားထိမ့်မုံထိမ့်ဤပညာရက်ကိုတက်ရသေးတယ်ရှေးကဒီတိုင်းလေးနွားကိုစက်ချက်မောင်းတာနဲ့နွားကြောင်သားလို့ခေါ်တာမဟုတ်ဘူးနွားကြောင်သားတွေလိုက်နာရမယ့်အချက်တွေအများကြီးရှိတယ်နွားနဲ့ပတ်သက်ပြီးတော့ဆေးကုတာအစသူတို့တတ်အပ်တဲ့ပညာတွေရှိတယ်အကုန်လုံးအဲ့ဒါတွေကိုတတ်တယ်နွားကိုထိမ့်မုံထိမ့်နည်းကစပြီးတော့အကုန်လုံးနွားတွေကိုမတန်တင်နာတို့ကစအကုန်လုံးသူတို့နဲတဲ့နွားတွေမဟုတ်ဘူးထိရတာပေါ့နော်သူဟာအနာရဝိတ္တိရဲ့နွားတွေကိုသူ့အောက်ကလည်းလူတွေအများကြီးရှိမှာပေါ့အုပ်ချုပ်ပြီးတော့ထိမ့်သိမ်းဆော့ရှော့ရတဲ့ရွာကြီးမြို့ကြီးလောက်နေရာကြီးတစ်ခုမှာထိမ့်သိမ်းဆော့ရှော့တဲ့ချမ်းသာကြွယ်ဝတဲ့လူတယောက်တည်းသူ့နာမည်ကနန္ဒာရေးတဲ့အခါကျတော့နန္ဒောခောပါလကောဆိုတာနန္ဒာဆိုတဲ့နွားချောင်းသားလို့စာပေမှာဒီလိုလုပ်တယ်နွားချောင်းသားစာပေမှာတစ်ခါတလေခွဲပြီးတော့သုံးတာရှိတယ်ခောပါလကဆိုခောဆိုတာနွားပါလကကဆောင်းလျှောက်တာနွားတွေကိုထိန်းချောင်းတဲ့ပုဂ္ဂိုလ်ခောပဆိုတဲ့စကားလုံးရှိသေးတယ်ခောပါလကနဲ့ခောပနဲ့ဘာကွာတော့ဆိုလို့ရှိရင်သူများနွားကိုအငှားကြောင်းရတဲ့လူကိုခောပါလကလို့ခေါ်ပြီးတော့ကိုနာကိုနွားမွေးမြူရေးလုပ်ပြီးတော့ထိန်းတဲ့ပုဂ္ဂိုလ်ကြတော့ခောပါဒီလိုခွဲပြီးတော့ဆိုတာလည်းရှိတယ်နော်တဏိယဆိုတဲ့တထေးကြီးကသူကိုယ်တိုင်ကိုတဏိယောခောပေါဆိုနွားတထေးကြီးနွားတွေကိုထိန်းကြောင်းတဲ့ပုဂ္ဂိုလ်တဏိယနေတဏိယနွားတွေရေကြီးရမျက်နှာရရှေ့ပြီးတော့နွားအုပ်ကြီးနဲ့ရောက်တဲ့နေရာမှာစခန်းချပြီးတော့နေတာသူကဒီနန္ဒဆိုတဲ့နွားကြောင်သားကြီးကအနာရဝိတ္တိရဲ့နွားတွေကိုထိမ့်သိမ်းရတဲ့ပုဂ္ဂိုလ်ဖြစ်သူကိုယ်တိုင်ကလည်းချမ်းသာကြွယ်ဝတယ်လို့ပြောတယ်အမှန်တမ်းချမ်းသာကြွယ်ဝတယ်ယမယင်္ခနာရဝိတ္တိကြီးစီသွားပြီးတော့ဘာတွေပေးရတော့ဆိုနွားနုပေးရတယ်ထောပတ်ပေးရတယ်ဒိန်တို့ဘာလို့ပေးရတယ်အနာရဝိတ္တိရဲ့နွားချံကထွက်တာတွေမှလည်းအနာရဝိတ္တိအိမ်ကိုသွင်းရတာပေါ့သူကတော့အမြဲတမ်းချမ်းသာကြွယ်ဝတယ်သူကနောက်ပိုင်းမှာခဏခေတ်လိုပဲလူဆိုတာသူကချမ်းသာကြွယ်ဝတဲ့အခါကျတိုက်ပြည်အုပ်ချုပ်တဲ့ဘုရင်တွေကအခွန်လိုက်တယ်နွားဘယ်နှကောင်ရှင်ဘလောက်ပေးရမယ်ဆိုပြီးတော့အခွန်တော်တွေလိုက်ပြီးတော့စီးကြတယ်နန္ဒဆိုတဲ့နွားကြောင့်ကအဲ့ဒီအခွန်ရှောင်တဲ့အနေနဲ့သူကယသိအသွင်ဝတ်ပြီးနေတာနော်အခွန်မကောက်အောင်အခွန်ရှောင်တာလေယသိဝတ်ပြီးတော့နွားတွေကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဒါပေမဲ့သူကအတော်ကိုချမ်းသာတယ်လူအခွန်ရှောင်တဲ့အကျင့်ကဘုရားလက်ထက်ကလေးရှိတာပေါ့ခဏခေတ်မှာရှိတာပေါ့ဟုတ်တာပေါ့ကိုဟာဘသူကပေးခြင်းမလို့နော်အခွန်ရှောင်တဲ့သူကခွန်ရှောင်မှုအတွက်ယသိအောင်ဆိုမြတ်စွာဘုရားလက်ထက်တုန်းကကေနိယဆိုတဲ့ယသိဟာယသိအစစ်မဟုတ်ဘူးအခွန်ရှောင်မှုအတွက်ယသိလို့ဝတ်နေတာသူလည်းနွားကြောင့်နွားတွေနဲ့နွားအုပ်ကြီးကိုမွေးမြူတဲ့ပုဂ္ဂိုလ်ပဲဒီနန္ဒဆိုတဲ့နာရဝိတ္တိကြီးရဲ့နွားအုပ်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ဟာနာရဝိတ္တိအိမ်ကိုမကြမ်းကြ
မကြံကနာရောက်တယ်နွားတို့ပို့တယ်ဆိုတော့တစ်ခွက်တလေပို့တာမဟုတ်ဘူးတထေးအိမ်စားလောက်အောင်ပို့ရမှာနော်တထေးရဲ့မိသားစုတွေအကုန်လုံးအားလုံးနွားတို့ပို့တယ်ထောပတ်ပို့တယ်ခုခေတ်ဒိန်တို့ဘာလို့လူဟာမျိုးတွေပို့တယ်အဲ့လိုပို့ရင်နာရဝိတထေးကြီးကလည်းဘုရားကိုအများအားဆွမ်းအိမ်မှာဆိုလို့ရှိရင်နေ့စဉ်အပန်း2000ဆွမ်းကတ်တာဘုရားမှုရှိတဲ့တန်ဃာတွေသူ့အိမ်မှာနေ့စဉ်အပန်း2000ဆွမ်းကတ်တယ်ဘုန်းကြီးဆွမ်းကတ်တယ်ဆိုတော့ဘုမာအတွေးနဲ့သွားမတွေးနဲ့စပွဲတွေနဲ့ပြင်းတယ်လို့အဲ့လိုမအောင်မေးနေကိုယ်တပိတ်လေးနဲ့ကိုကြွာလာပြီဟောတပိတ်ထဲမှာလောင်းထည့်တာနေရာထိုင်ခင်းလေးခင်းထားတယ်အတော်ကျယ်တဲ့နေရာတစ်ခုဆိုရင်2000ဆန့်တဲ့နေရာမျိုးမှာဘုမာပြေကလို့စပွဲတွေနဲ့ပြင်ရမယ်ဆိုပါ2000ဆိုနေတာမဟုတ်ဘူးလေအဲ့လိုကတ်တာမဟုတ်ဘူးတန်းစီပြီးတော့ထိုင်နေတဲ့ယဟန်နေရဲ့တပိတ်ထဲကိုလိုက်ပြီးတော့ထည့်တာဘူဖေးပေါ့ခုခေတ်လို့ပြောချင်းပတ်တပိုင်ဆွန်ရောဟင်းရောအကုန်လုံးပေါင်းပြီးတပိတ်ထဲထည့်ပြီးအဲ့ဒါကိုယ့်အကိုဖုံးဝေးကြတာအဲ့ဒါလို့နေ့စဉ်ပါ2000ကတ်တာနန္ဒဆိုတဲ့နာရဝိတ္တိရဲ့နွားတွေကိုထိမ့်သိမ်းဆော့ရှော့တဲ့ပုဂ္ဂိုလ်ဟာနာရဝိတ္တိကြီးစီမကြမတရောက်တဲ့အခါဖះကြော့လာတဲ့ကျုံလို့တရားနာရတယ်ရှင်တွေကသရတရားတွေဖြစ်တယ်မြတ်စွာဘုရားကိုပင့်တယ်သူ့နှချမ်းကြွဖို့ပေါ့နော်နှချမ်းကုန်းကြွဖို့မြတ်စွာဘုရားပင့်တယ်မြတ်စွာဘုရားကရုပ်တရက်မကြွဘူးဘာကြောင့်မကြွတော့ဆိုရင်ဖះဆိုတာသူစီကြွရင်သူ့အတွက်ဘာလုပ်ပေးနိုင်မလဲဒါကြည့်တယ်ငါသွားလို့သူစီကသူ့ကိုဘာလုပ်ပေးနိုင်မလဲကြည့်တာနော်သူစီကနွားလို့တောက်ချင်လို့တော့မသွားဘူးသူ့ဘာလုပ်ပေးနိုင်မလဲငါရောက်လို့တရားဟောရင်သူတရားလို့ရနိုင်မလားဆိုအဲ့ဒါပဲကြည့်တာမြတ်စွာဘုရားကြည့်တော့သူဟာတရားတော့ရှိတယ်ဒါပေမဲ့အသိဉာဏ်ကမထက်မြက်သေးဘူးမထက်မြက်သေးလို့မရင်ချက်သေးဘူးလို့ဆိုတာမရင်ချက်သေးလို့မြတ်စွာဘုရားသူ့နှချမ်းကုန်းဘယ်တော့မှမကြွားဒီတိုင်းပဲနေနောက်တရက်တော့မြတ်စွာဘုရားအဲ့နှချမ်းကုန်းဘက်ကတော်တွင်တော်အုပ်တစ်ခုရောက်သွားပြီအဲ့ဒီမှာသံဃာတွေနဲ့သတင်းသုံးနေတယ်နှချမ်းကုန်းနဲ့အနီးပါဆိုတော့နန္ဒဆိုတဲ့နာရဝိတ္တိရဲ့နွားတွေကိုထိမ့်သိမ့်တဲ့ပုဂ္ဂိုလ်ကဖရာဒီနာကြွလာတယ်ဆိုတာကိုသတင်းကြတာနဲ့ချက်ချင်းလာတွေ့ပြီးမြတ်စွာဘုရားကိုဆွမ်းသာပင်တယ်သူနှချမ်းကုန်းမှာ9ရက်တိဆွမ်းကတ်ခြင်းတယ်အဲ့တော့မြတ်စွာဘုရားလက်ခံလိုက်တယ်9ရက်တိမနေ့ကျောင်းတော်ကလာပြီးတော့ဆွမ်းလက်ခံပြီး9ရက်တိဆွမ်းပုံပေးတယ်9ရက်ပြည့်တဲ့နောက်မှာမြတ်စွာဘုရားကတရားပါဟောပြီးတော့ကိုလန်းကိုကြွတဲ့အခါမှာတော်တော်လေးဝေးလံအောင်သူတော့အုပ်ဆက်လောက်ထိအောင်မြတ်စွာဘုရားတပိတ်ကိုယူပြီးတော့လိုက်ပို့တယ်အဲ့ဒါလို့ပြန်ကနေလေးလိုက်ပို့တယ်မြတ်စွာဘုရားကြွသွားတာကိုနောက်ကနေလိုက်ပို့ရဟန်းနေလည်းပါတယ်အဲ့လိုမြတ်စွာဘုရားနဲ့လိုက်ပို့ရင်းကနေပြီးတော့အပြန်တနေရာရောက်တယ်ရောက်တဲ့အခါကျတော့တောတွင်တနေရာကသူ့ကိုချောင်းပြီးတော့မြားနဲ့ပြစ်ပြီးလောက်ကြံတပ်ဖြတ်လိုက်တာခုခေတ်ဆိုရင်တော့သင်္နတ်နဲ့ပြစ်သွားတယ်ပေါ့နော်ဘယ်လိုပြစ်သွားမှမသိဘူးသူတယောက်တည်းပြန်လာတဲ့အချိန်မှာမြားနဲ့ပြစ်တာလောက်ကြံတပ်ဖြတ်ပြီးလမ်းမှာပဲလဲကျပြီးသိဆုံးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးယဟန်တွေကမြတ်စွာဘုရားကိုလျှောက်တယ်9ရက်တိဆွမ်းကတ်သွားတဲ့နန္ဒဆိုတဲ့ဥပဒကဟာခုလိုမြတ်စွာဘုရားနဲ့လိုက်ပို့ပြီးအပြန်မှာချောင်းမြောင်းပြီးလှုပ်ကြံခံလိုက်ရတယ်မှုတယ်တော့ပေါ်ကြမှာပေါ့မှာပေါ့နော်ပေါ်တယ်လည်းမသိဘူးမပေါ်ဘူးလည်းမသိဘူးတတ်ခံလိုက်ရတာတော့တတ်ခံလိုက်ရတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီတရားကိုဟောတာပဲနော်
သူလှုပ်ချံတပ်ဖြတ်တာဟာအတိတ်ဘဝတုန်းကသူလှုပ်ခဲ့တဲ့အလုပ်တွေသူပြန်ရတဲ့သဘောပေါ့သို့တော်ယဟန်တွေကသူဘာဖြစ်လို့အခုလိုလှုပ်ချံတပ်ဖြတ်ခြင်းခံရတယ်လဲဆိုတာဘယ်ကိုယ်တော်ကမှမလျှောက်ထားနဲ့မြတ်စွာဘုရားဘယ်တော့မှမလုပ်ခဲ့တယ်ဆိုတာတော့မပြောဘူးဟောမတော်ဘူးဟောမတော်တာမေးမှဟောတာမြတ်စွာဘုရားဒါကြောင့်မို့အဲ့ဒါတော့မသိလိုက်ရဘူးပေါ့သို့တော့မှန်းဆပြီးတော့ကြည့်လို့ရတယ်သူဟာရန်သူတယောက်ကိုတစ်ချိန်တုန်းကသူလှုပ်ချံတပ်ပြတ်ခဲ့တယ်တော့မဟုတ်သူလူဆိုးဘဝကတခြားလူဆိုးတယောက်ကိုလှုပ်ချံတပ်ဖြတ်ခဲ့တယ်အဲ့ဒီလှုပ်ချံတပ်ဖြတ်တာကြောင့်မလို့ဒီဘဝမှာလည်းသူကလှုပ်ချံတပ်ဖြတ်ခြင်းခံရတယ်လို့ကိုလှုပ်ခဲ့တဲ့မကောင်းမှုအကုသိုလ်ကံဟာကိုယ်စီပြန်ရောက်တယ်ဆိုတာဖူပရင်ဆိုတဲ့လက်နဲ့သဘောမျိုးပဲเนาะပြစ်တဲ့လူစီဒီလက်နဲ့ကြီးပြန်ရောက်လာအဲ့ဒါလိုပဲမကောင်းမှုအကုသိုလ်အကျိုးတရားဆိုတာလှုပ်တဲ့လူစီပြန်ရောက်လာတယ်လို့သူဆိုလိုတယ်ပေါ့ကောင်းတာတွေလှုပ်သွားရခြင်းဟာသူ့ဘဝမှာတော့အမြတ်ပဲသို့တော့အကြောင်းမဲ့တော့သူကလှုပ်ချံတပ်ဖြတ်တာခံရတာမဟုတ်ဘူးသူလှုပ်ခဲ့တဲ့အကုသိုလ်ကံကြွေးကိုပဲသူဆက်ရတာဖြစ်တယ်ရှင်မမောဂလမထေရမြတ်ကြီးတောင်မှအကျွေးဆက်ရတယ်လေတစ်ချိန်တုန်းကမိဘနှစ်ပါးကိုသူလှုပ်ချံတပ်ဖြတ်ခဲ့တယ်အဲ့လိုလှုပ်ချံတပ်ဖြတ်ခံခဲ့သည့်အတွက်ကြောင့်ဘုရားကယာနာကကာလတိလာဆိုတဲ့ကြောက်တောင်တပါးတဲ့နေတဲ့အချိန်ခိုးသား900ဝိုင်းပြီးတော့ရှင်မမောဂလန်ကိုဝိုင်းပြီးတော့ရှိုက်ပုတ်ထုနဲ့အယိုးတွေထီအောင်ကြေမွအောင်လုပ်ပြီးတော့ခြုံမော်ပစ်ထားလိုက်တာဟောခြုံမော်ပစ်ထားရတာဘသူတွေလုံးကြံတပ်ဖြတ်သွားတယ်ဆိုတာတော့နောက်ပိုင်းမှာပေါ်တယ်သူတို့ခိုးသား900လူဆို900ပူပေါင်းပြီးတော့လှုပ်သွားတာလက်ထောက်ချတာဘသူချတာတော့ဘသူကခိုင်းတာတော့ဆိုတာတွေလည်းပေါ်တယ်ပေါ့နောက်ပိုင်းတော့အဲ့တော့ခုစကားအနေနဲ့ဒီဘဝအနေနဲ့ပြောလို့ရှိရင်တော့ရှင်မမောဂလန်လှုပ်ကြံခံရတော့ကလည်းပဲဒီလိုပဲလှုပ်ကြံတပ်ပြခံလိုက်ရတယ်လို့တရင်အနေနဲ့ပါမှာပဲအလုံးသိကြမယ်သို့တော့သူဘာလှုပ်ခဲ့လို့ဒီလိုခံရတယ်ဆိုတာကိုတော့မြတ်စွာဘုရားကပဲဟောပြတာနော်တိတ်တုန်းကသူလှုပ်ခဲ့တယ်အဲ့ဒီလှုပ်ခဲ့တာကိုသူအကျွေးဆက်ရတာပဲဖြစ်တယ်လောကမှာကိုလှုပ်ခဲ့တာကိုအကျိုးဆက်ကြရမှာဖြစ်တယ်ဒါကြောင့်ဓမ္မလမ်းကြောင်းကတိတ်ဆောက်မသွားအောင်ကိုထိန်းချောင်းမှုလိုတယ်လို့ဆိုတာအဲ့ဒါပြောတာကိုတခုအမှားလုပ်ခဲ့လို့ရှိရင်အဲ့ဒီအမှားလုပ်ခဲ့လို့တစ်ဖက်သားမှာဒုက္ခရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီဒုက္ခကိုယ်စီပြန်ရောက်လာမှသိချတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားဟောတာထိသောထိတံယန္တံဂိရာဝေရိဝါပနဝေရိနံလူဆိုတယောက်ကလူဆိုတယောက်ကိုဒုက္ခပေးနိုင်တာတဲ့ရန်သူတယောက်ကရန်သူတယောက်ကိုဒုက္ခပေးတာတဲ့ကိုယ်တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟစသည်အကုသိုလ်တွေလွှမ်းမိုးထားတဲ့မကောင်းတဲ့စိတ်ဓာတ်ကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်တဲ့အဲ့ဒါကိုသတိထားရမယ်လို့သူဆိုလို့တယ်နော်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာစိတ်ကိုဗဟိုပြုပြီးဆုံးမတာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်ရမယ်မကောင်းတဲ့ဘက်မရောက်အောင်ကွာထိမ့်သိမ့်နိုင်ရမယ်လို့ဆိုအဲ့ဒီထိမ့်သိမ့်တဲ့နည်းတွေကိုလည်းပဲမြတ်စွာဘုရားဟောထားတာပဲမထိမ့်သိမ့်ဘူးဆိုလို့ရှိရင်လွန်ကျူးမှုထီအောင်ဖြစ်သွားဆိုပါစို့လိုချင်စရာအာယုန်နဲ့တွေ့ပြီဆိုရင်လိုချင်စိတ်ကဖြစ်လာမှာပဲမုန်းတိစရာအာယုန်နဲ့တွေ့ရင်အမုန်းစိတ်ကဖြစ်လာတာပဲအမှန်စဉ်းစားလို့မသိနိုင်တဲ့တွေးဝေးစရာအာယုန်နဲ့တွေ့ရင်လည်းခေါင်းကုပ်စဉ်းစားတာဖြစ်လာမှာပဲမသိတဲ့ဟာဖြစ်လာအဲ့ဒါလို့ဖြစ်လာလို့ရှိရင်အဲ့ဒီအချိန်မှာအကောင်အထည်မဖော်မိအောင်တွေးတဲ့အဆင့်မှာပဲရဆိုင်ဖို့လိုအပ်တယ်
တွေးတဲ့အဆင့်မှာရပ်ဆိုင်ပြီးနှုတ်ကထုတ်ပြောတာထိအောင်မလုပ်ဘူးကိုယ်ဒီလက်ရောက်အကောင့်ထဲပေါ်တာမလုပ်ဘူးဆိုလို့ရှိရင်အပြစ်သက်သာသွားမယ်သူဆိုလို့ပေါ့နော်အဲ့ဒီအချိန်မှာထိန်ရမှာစိတ်ကိုထိန်လိုက်တယ်ဒီတဲ့ထိန်နိုင်ရင်ကတော့လောဘဖြစ်လာရင်ဖြစ်တဲ့လောဘကိုသာထိန်လိုက်တယ်ဒေါသဖြစ်လာရင်ဖြစ်တဲ့ဒေါသကိုသာချိုးနှိမ်လိုက်တယ်မောဟဖြစ်လာရင်တခဏလေးပဲချိုးနှိမ်ပြလိုက်တယ်ဖြစ်မှန်းတောင်လူမသိအောင်ထိန်သိမ့်မျိုးသိမ့်နိုင်တယ်မျိုးသိမ့်နိုင်ရင်သူတော်ကောင်းလို့ခေါ်တာမမျိုးသိမ့်နိုင်တာကိုလူတွေကမမျိုးသိမ့်နိုင်တဲ့အတွက်ကြောင့်အ ਨੇ ဆုံးတော့ဆဲလိုက်ရမှရှင်တွေကခြောင်သွားတော့ဒေါသဖြစ်ရင်ဆဲလိုက်ကြတာပဲလေအဲ့ဒါလိုဖြစ်တယ်အဲ့ဒါမမျိုးသိမ့်နိုင်လို့ဖြစ်တာနော်မျိုးသိမ့်နိုင်မဲ့ဆိုလို့ရှိရင်သူကတောင်မှမသိလိုက်ရဘူးဒေါသဆိုတာအစစ်နဲ့ပေါက်ကွဲတာလောဘလည်းထို့တူပဲမောဟလည်းဒေါသကအစစ်နဲ့ပေါက်ကွဲတာပထမဆုံးရှင်တွေကဒေါသဖြစ်လာပြီဆိုမျက်နှာကြောလေးတင်းလာမျက်ထောက်ကလေးနေလာအဲ့ဒါလောက်တင်မျိုးသိမ့်လိုက်ပြီဆိုရင်ပျောက်သွားပြီသူကမသိလိုက်ဘူးဘေးကလူတော်သိမသိအောင်မျက်ကြောလေးတင်းသွားတာလေးကိုပြန်ပြီးထိန်းလိုက်တယ်တချို့ကြတော့အဲ့ဒါလောက်နဲ့မရက်တဲ့အခါပစက်ကလှုပ်နဲ့ဆဲဖို့ပြင်လာတယ်ဟာအဲ့ဒီနေရာလေးမှလည်းရဆိုင်ခိုင်းလို့ရအဲ့ဒီမှာမမျိုးသိမ့်နိုင်ဘူးဆိုရင်ထားဆဲပြီသို့တော့ဆဲလိုက်လို့အားရလို့ရင်ထဲကပေါ့သွားပြီဆိုရင်တော့သူကဒါနဲ့ပဲကျေနပ်သွားရှေ့ဆက်မလားအဲ့ဒါလောက်နဲ့မကျေနပ်လို့ရှိရင်ဒုတ်တစ်ပြက်ဓာတ်တစ်ပြက်ဖြစ်လာနော်အဲ့ဒီအချိန်လေးမှာမထိန်နိုင်တော့ဘူးဆိုသွားရောရာဇုံမှုတွေနောက်ဆုံးသူများကိုလည်းတတ်တယ်ကိုယ့်ကိုယ်လည်းတတ်တယ်ဆိုအဆင်ရောက်သွားဒေါသဟာအစစ်နဲ့ပေါက်ကွဲတာဖြစ်တယ်လောဘလည်းတို့တူပဲပေါက်ကွဲလာတတ်တဲ့သဘာဝတရားတွေကိုအာယုံစိုက်ပြီးတော့ကိုယ့်ကိုထိမ့်သိမ်းဆော့ရှောင်နေရအဲ့ဒီလိုမထိမ့်သိမ်းမဲနဲ့ပြစ်ထားတာကိုမိစ္ဆာပနိဟိတလို့ခေါ်တယ်ကိုယ်စိတ်ကိုမထိမ့်မဲနဲ့ထားလို့ရှိမှန်မှန်ကန်ကန်မစင်စားပဲနဲ့ဒေါသကိုမြောက်ပေးတဲ့စဉ်းစားမျိုးမစဉ်းစားရဘူးငါတို့ကမဟုတ်မခံဘူးကွာဆိုတဲ့ဟာမျိုးမတွေးရဘူးနော်မဟုတ်လေတိခဏအောင်ခံမယ်ဆိုတဲ့အတွေးပဲတွေးအောင်ငါတို့ကမဟုတ်မခံဘူးဟုတ်ရင်တော့ခံရလားဆိုဟုတ်ရင်သားမခံသေးပြောတော့လူတွေကမဟုတ်မခံဟုတ်ရင်ရောဆိုတော့ဟုတ်ခံဟုတ်လည်းမခံဘူးဟုတ်လည်းမခံဘူးမဟုတ်လည်းမခံဘူးနားတော့ကောင်းတော့မဟုတ်မခံပေါ့အဲ့ဒါလို့ဖြစ်တယ်အဲ့ဒါလို့ထိမ့်သိမ့်ဆော့ရှော့ရမယ်ထိမ့်သိမ့်ဆော့ရှော့မှုမပြုတ်လို့ကာယကံမြောက်ဝစီကံမြောက်လွန်ကျွမ်းမိသွားပြီဆိုရင်ဒီအပြစ်တွေဟာကိုယ်စီပြန်ရောက်လာတော့မှာပဲကိုလုံးလိုက်တဲ့အပြစ်တွေကကိုယ်စီပြန်ရောက်လာဒီလိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်နော်ဒီဒေသနာတော်ကိုဟောလို့သဘောကျပြီးကိုယ့်ကိုထိမ့်သိမ့်ဆော့ရှော့သွားကြလို့ရှိရင်တကယ်လူတော်လူကောင်းပဲဖြစ်မယ်ပေါ့အဲ့တော့ကိုယ်စိတ်ကိုထိန်းရမယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားသူများကိုထိန်းသိမ်းတာတဲ့ကိုယ်စိတ်ကိုထိန်းသိမ်းမှုလိုအပ်တယ်ဆိုတော့ဟောပြမယ်ဖြစ်တယ်နောက်ဒေသနာတော်တစ်ပုဒ်ကိုကြည့်ကြအောင်ဆိုနတ္တမာတာပိတာကယေရာဝိအညေဝါပိစညာတခါသမ္မာပဏိတံစိတ်တံသေယသောနံတတောကရေတဲ့ဒါတော့သမ္မာပဏိဟိတဆိုကိုယ်စိတ်လေးကိုကောင်းအောင်ထားနိုင်ပြီဆိုလို့ရှိရင်တဲ့အဲ့ဒီကောင်းကောင်းပြုပြင်ထားတဲ့စိတ်လေးဘယ်လိုကောင်းအောင်ပြုပြင်ထားတာတော့ဆိုဟိုဒေါသထွက်ရင်လည်းဒေါသကိုထိန်းလိုက်တယ်အေးဒေါသထွက်ရင်တော့ဘာကျိုးရှိမှာတော့ဒေါသဆိုးကျိုးကိုပေးတတ်တယ်တော့အကုသိုလ်ဖြစ်အောင်မလုပ်နဲ့ကိုယ့်အကိုနော်လောဘဖြစ်လာလို့ရှိရင်လည်းလောဘကိုစဉ်းစားဆင်ញဉဏ်နဲ့ထိန်းနိုင်တယ်မောဟဖြစ်လာလို့ရှိရင်လည်းပျောက်ကင်းအောင်ထိန်းသိမ်းအဲ့ဒါလို့ထိန်းနိုင်လို့ကောင်းသွားတဲ့စိတ်ကလေးဟာတဲ့နတ္တမာတာပိတာကိရာအမေဖေကလှုပ်ပေးနိုင်တာတဲ့နော်အမေဖေလှုပ်မပေးနိုင်တာတွေထောင်ပေးနိုင်တယ်လို့ဒီစိတ်ကပေးနိုင်အမေဖေကမပေးနိုင်တဲ့စိတ်စိမ်ချမ်းသာတောင်းဒီကိုယ့်ကိုထိမ့်သိမ့်လိုက်တဲ့စိတ်ကောင်းလေးကပေးနိုင်တယ်ဖန်တီးပေးနိုင်တယ်အညေဝါပိစညာတကဆွေတွေမျိုးတွေကကိုယ့်
အကောင်းဆုံးဖြစ်အောင်ကိုယ်မလုတ်မပေးနိုင်ပေမဲ့ဟောဒီစိတ်လေးကလုတ်ပေးနိုင်တယ်လို့သမ္မာပဏိတံစိတ်တံတေယသောနံတတော်ကလေးအမေဖေကပေးတာတဲ့ပိုကောင်းတယ်ပိုကောင်းတဲ့အဆင့်ကိုပေးနိုင်တယ်ဆွေတွေမျိုးတွေကကုညီနိုင်တာတဲ့ပေးတဲ့အရာတဲ့ကိုပို့ပြီးတော့ကောင်းပေးနိုင်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာအကြောင်းကိုခေါ်တာလဲဘာကြောင့်ဒီစကားကိုခေါ်တာလဲဒီကထာလေးရဲ့ဓမ္မရတ္တကိုနားလည်ထားဖို့နော်ရသော်ပြပြောတဲ့စကားဟောကြားတဲ့ဆုံးမတာလေးကိုနားလည်ထားဖို့သမ္မာပဏိဟိတဆိုတဲ့စိတ်ရဲ့တန်ဖိုးကိုမြတ်စွာဘုရားဟောတာနော်အမေဖေလုံးမပေးတာတောင်အမေဖေလုံးမပေးတာလုံးမပေးနိုင်တာတောင်ဒီစိတ်ကလုံးပေးနိုင်ဆွေတွေမျိုးတွေမကူညီနိုင်တဲ့အရာတောင်သူကကူညီပေးနိုင်တယ်လို့ဆိုလို့တယ်အဲ့တော့ဒီတရားကိုမြတ်စွာဘုရားဟောတာအကြောင်းတစ်ခုကြောင့်ဟောတာပဲဖြစ်တယ်ဘာလဲလို့ဆိုလို့ရှိရင်ဒီဇလန်းထဲမှာလည်းအဆိုးလည်းပါတယ်အကောင်လည်းပါတယ်ဒီဇလန်းလေးဖြစ်ပေါ်လာပုံလေးကဘာတော့ဆိုရင်တောတိမျိုးနဲ့အလှမ်းกว่าတဲ့နေရမှာသောရိယဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်အဲ့ဒီမြို့မှာသောရိယဆိုတာတထေသားတယောက်ရှိတယ်တငယ်ချင်းအပေါင်းအသင်းတွေနဲ့ရေချိုးမလို့ရှင်းတော့ကတော့ရေချိုးတယ်ဆိုတာမြစ်သွားချိုးကြတာများတယ်ဒီကနေ့ခေတ်လို့ကိုယ့်ရင်ကိုယ်မှာရေချိုးကနေနဲ့ချိုးတာမဟုတ်ဘူးမြစ်ထဲမှာရေကူးကြတယ်ရေကစားကြတယ်မြစ်ကိုသွားချိုးတာဝိသခါတို့လည်းမြစ်ချိုးတာပဲအကုန်လုံးမြစ်ချိုးကြတာတထေးတွေဖရာယဟန္တာတွေလည်းအကုန်မြစ်မှာသွားချိုးကြတာရေချိုးပြီးဆိုရင်နော်တခါတော့ကဖရာယဟန္တာတွေမကဘူးရာဇဂိုပြည်ကဗိမိသာရမင်းကြီးတောင်မြစ်သွားရေချိုးတာရှင်မင်းနေတောင်မြစ်သွားချိုးတာနော်မြစ်သွားချိုးတာတခါတော့ကယဟန်တွေကမြစ်မှာရေချိုးနေကြတယ်အတော်နဲ့မပြီးဘူးရေစိန်ချိုးနေကြတယ်ပူတဲ့ချိန်ဖြစ်လေဗေမိသာရမင်းကြီးကလည်းပဲကိုရံတော်တွေနဲ့လာပြီးရေချိုးမလို့ရဟန်းနေမပြီးသေးလို့စောင့်နေဟောချိုးတဲ့အချိန်ကလည်းပဲနေ့လည်းပဲကနေညနေပိုင်းအထိချိုးတာကိုတော်တွေကအတော်နဲ့ဘယင်းလာလာမှန်းသိရတဲ့နဲ့အတော်နဲ့မပြီးဘူးမပြီးတော့ဆိုင်းနေရကိုတော်တွေပြီးတော့အချိန်ကတော်တော်လေးနောက်ကျသွားဗေမိသာရမင်းကြီးကကိုတော်တွေပြီးမှရေချိုးတဲ့အခါကျတော့ဘယင်မဲဖြစ်ဖြစ်မြို့တကားပိတ်ချင်ရောက်ရင်ချောင်းဆိုပိတ်သွားမြို့တကားရဲ့ဖွင့်ခွင့်မရှိဘူးအဲ့တကမှုမှာအာနာအပြည့်ပေးတာဖြစ်တယ်ဘယ်သူမှဖွင့်မပေးဘူးအဲ့ဒါနဲ့ဗေမိသာရမင်းကြီးကပြင်ပမှာစခန်းချရတယ်အဲ့ဒီနေ့ညရေချိုးနောက်ကြပြီနန်းတော့ပြန်ဝင်လို့မရမနဲ့စောကြီးဖះစီသွားတော့ဖះကဘယ်လိုလဲစောကြီးရောက်လာပါလားဆိုသူမနေ့ကတဲ့ရေချိုးထွက်လာတာရဟန်းတန်ဃာတွေရေချိုးနေတာတွေ့တော့သူကစောင့်ရင်းနဲ့မိုးချုပ်သွားတော့မြို့ပြန်လို့မရဘူးဒါကြောင့်ဆိုရဆိုမြတ်စွာဘုရားကိုရော်လေးခေါ်ပြီးဆုံးပါတယ်နော်ဆုံးမပြီးတော့သိက္ခာပုဒ်တစ်ခုပြညတ်လိုက်တယ်ဒီပူတဲ့အိုက်တဲ့အချိန်မှာနော်တစ်ပတ်နှစ်ပတ်အတွင်းကိုရေမချိုးရဘူးဆိုပြီးယဟန်တွေကိုရေမချိုးရဘူးဆိုပြီးတော့သိက္ခာပုဒ်ပြညတ်တာနော်အဲ့ဒါလို့နှစ်ပတ်မှတစ်ခါလောက်ရေချိုးရမယ်ဟာမျိုးမြတ်စွာဘုရားပြညတ်လိုက်တာအဲ့ဒါနဲ့ယဟန်တွေကနေ့စဉ်ရေချိုးလို့မရတော့သို့တော့မြမပြည်ကကိုတော်တွေဘာကြောင့်ချိုးတော့ဆိုဗမာပြည်အတွက်ကအထူးမစ္စည်းမဒေသမှာသာပြညတ်ပြီးတော့မစ္စည်းမဒေသရဲ့အပြင်ဘက်ကဒေသတွေမှာကြတော့ရှေးကြိုက်တဲ့လောက်ချိုးဝင်ပေးထားတယ်ဒါဝိနည်းသိက္ခာပေါ်မှာပါတာနော်ဝိနည်းသိက္ခာပေါ်မှာပါတာမစ္စည်းမဒေသမှာဆိုရင်မချိုးရဘူးတဲ့အဲ့သိက္ခာပေါ်ရှိတယ်အဲ့တော့ဒီမှာရေသွားချိုးတဲ့အခါသောရိယတထေသားရေသွားချိုးတော့မြို့ပြင်ထွက်မျက်စိတ်လားအဲ့ဒီမှာရှင်မကိစ္ဆနာဆိုတာပုံနာမျိုး
ရှုပ်ကအမတမချောတဲ့အသားလေးကဝါဝင်းနေတယ်နော်နှာရံလေးကတွဲတွဲယောက်ျားချောချောတာပေါ့နေမှာပါနော်ယောက်ျားချောမို့မိန်းမချောချောတာဖြစ်ခေါင်းဖြစ်လေအလွန်ချောတဲ့အခါကျတော့အဲ့သောရိယတထေသာရှင်မကိစ္ဆနာကိုကြည့်ဒီကိုတော့အသားရည်လေးကလှလိုက်တာနော်ငါမိမဒီအသားရည်မျိုးရရင်ကောင်းလိုက်မှာသို့မဟုတ်ဒီကိုတော့ရင်လည်းငါမိမဖြစ်ခေါင်းပါစိတ်ထဲကဖြစ်သွားတယ်နော်စိတ်ထဲတော့ပြစ်မှားမိလိုက်တာအဲ့ဒီလိုလဲပြစ်မှားမိလိုက်ရောဟောယဟန္တာပုဂ္ဂိုလ်ကြီးနေစိတ်ဆိုးစိတ်မိုက်ကအခုချက်ချင်းယဟန္တာပုဂ္ဂိုလ်ဆိုတော့အဲ့ဒီလိုလဲတွေးလိုက်တာဆုံးနဲ့ဆုံးသွားရောသူကပုံပြောင်းသွားခါတယ်အမျိုးသားနဲ့ချက်ချင်းအမျိုးသမီးဖြစ်သွားတယ်ယုံကြည်နိုင်စရာမရှိဘူးပေါ့ခုခေတ်လူတွေအနေနဲ့ယုံကြည်မှယုံမှာပေါ့ချက်ချင်းလိန်ပြောင်းသွားတယ်လို့ခေါ်တယ်ချက်ချင်းအမျိုးသမီးဖြစ်သွားတယ်သူကြည့်လိုက်တဲ့အခါကျသူ့ကိုသူကြည့်ပြီးတော့ရှက်တာရှက်တော့တငယ်ချင်းတွေကလည်းသူ့ကိုမမှတ်မိကြတော့ချက်ချင်းအမျိုးသမီးရုပ်ဖြစ်သွားတဲ့အခါသူကစကားပြောရင်ကနေပြီးတော့လက်သွားတော့တာဟိုလူတွေကလည်းတထေးသာခုနဒီနေ့ရှိပါဘယ်ပြောက်သွားပါလဲနော်ကလေးမတယောက်ရောက်လာတယ်တထေးသာပျောက်သွားပြီသူတို့မျက်စိအောင်အဲ့တထေးသာကကလေးမလေးဖြစ်သွားအဲ့တော့ချက်ချင်းသူကလည်းခြေရဖြောက်ပြီးတော့လမ်းကြောင်းတစ်ခုကနေပြီးတော့ရှက်လို့ထွက်ပြေးသွားတဲ့အခါသူလမ်းသွားတဲ့နေရာမှာလှဲကုန်တဲ့တစုကလှဲမောင်းပြီးသွားတာတွေ့တယ်ဒါနဲ့လှဲကုန်တဲ့ရဲ့နောက်ကနေလိုက်သွားအဲ့ဒီလဲတွေကဘယ်သွားတာတော့ဆိုတက္ကသိုလ်ပြည်ကိုသွားကြမှာအယောင်းဝယ်နဲ့သွားတာသူအဲ့ဒီနောက်ကနေလိုက်သွားညောင်းလာတဲ့အခါကျတော့သူ့လက်စွပ်ကလေးကိုပေးပြီးတော့လှဲခပေးပြီးတော့အဲ့လှဲရင်တစ်ခုပေါ်မှာသူတက်စီပြီးလိုက်သွားကြလိုက်တော့ဆက်စုတဲ့ကောင်တွေမေးတာပေါ့ကလေးမပဲသွားမလို့လဲဘသူလဲနဲ့မေးတဲ့အခါကျရှင်တို့ကိုလဲကိုမောင်းသူ့ကိုမမေးနဲ့ပေါ့ဆိုပြီးသူလိုက်သွားတယ်လဲသမားတွေကစဉ်းစားတယ်တဲ့စားရဲပါတာပဲပြောတာနော်စားရဲပါတာလဲစာရေးရလဲအကောင်းဆိုတော့ဒီကလေးမလေးကချောချောလေးဒီငါတို့တက္ကသိုလ်ပြည်ကတထေးသားကလည်းလူပြိုကြီးပဲရှိသေးတယ်ဟာငါတို့တထေးသားနဲ့တော်တယ်ပေါ့ဒီကလေးမလေးငါတို့တထေးသားနဲ့တော်တယ်ဆိုပြီးတော့တင်းခေါ်သွားပြီတထေးသားစီပို့လိုက်ကြတာသူတို့ကလှမ်းပြီးတော့သတင်းပို့တယ်တယ်လီဖုန်းနဲ့ဆက်တာတော့မဟုတ်တော့ဘူးသတင်းပို့တယ်ဒီကလေးမလေးတယောက်ချောချောလေးလမ်းမတွေ့လို့သူတို့ခေါ်လာတယ်ပေါ့လေတထေးသားနဲ့လိုက်ဖက်တယ်ဆိုပြီးတထေးသားရှိပို့ပြီးတထေးသားနဲ့ဟိုဘက်ကျမှအိမ်အောင်ကြတက္ကသိုလ်ပြည်မှာအိမ်အောင်ကြသူနေတဲ့မြို့မှာလည်းပဲသူကအိမ်အောင်ရှိတယ်အိမ်အောင်ရှိတော့အဲ့ဒီမှာကလေး2ယောက်ရှိတယ်သားလေး2ယောက်ရှိတယ်တက္ကသိုလ်ပြည်ရောက်လာတော့သူကအမျိုးသမီးဖြစ်နေတက္ကသိုလ်ကတထေးသားနဲ့တွေ့တဲ့အခါသူကအဲ့ဒီမှာအိမ်အောင်တစ်ခါကြတော့ကလေး2ယောက်ဝေဖွားပြအလုံး4ယောက်ရှိသွားသူကလေးအဲ့ဒီလိုနေရင်ကနေနှစ်ထန်းကကြာတူတူသွားတဲ့လူတွေကဟာဘဲသွားလိုက်တာပါလေဘဲပြောက်သွားပါလေခုနဒီနားမှာရှိပါတယ်ငါတို့နဲ့တူတူလာတာပဲရေချိုးပြီးပြန်သွားတာနေမှာပါဆိုပြီးရှာလို့မရတော့အိမ်ပြန်ညာအိမ်ရောက်တဲ့အခါကျတော့ရေချိုးပြီးပြန်သွားတယ်လို့မှတ်တာပဲဆိုလူပြောက်ကမိဘတွေကစိတ်ပူလိုက်ရှာကြဘယ်မှမတွေ့တော့ဒါသေသွားတာရေနစ်ပြီးသေတယ်လို့ပဲထင်ကြတယ်သူတို့ရှုပ်ကပြောင်းသွားတော့မသိကြတော့ဘူးလေသူကသူသာသိတာအဲ့ဒါနဲ့ရေနစ်သေးသွားတာနေပါပဲဆိုပြီးတော့မိဘတွေကအမြတ်တမ်းနေပါလေဝေကုသကောင်းမှုတွေပြုပြီးမြတ်ဝေလိုက်ကြတာသူကတော့တက္ကသိုလ်ပြည်ရောက်ပြီးတော့တထေးကြောဖြစ်တယ်အဲ့ဒါလို့သားသမီး2ယောက်ရောက်တဲ့အချိန်လေးမှာအဲ့ဒီသောရိယကကုံတယ်တွေသူ့တငယ်ချင်းကုံတယ်တွေကဒီကိုရောက်လာကြဗျတက္ကသိုလ်ကိုရောက်လာ
သူကလေသာပြေတိုင်းကနေရက်ကြည့်လိုက်တဲ့အခါသူတငယ်ချင်းသူမှတ်မိတော့သူအိမ်ကအမျိုးသမီးအစေပါးတွေကိုလွတ်ပြီးတဲ့အခါကျခေါ်ခိုင်းပြီးတော့ဝကြိုးငယ်ပြုတ်တရင်တနည်းကြီးသူကကျွေးတော့မွေးဟိုလူတွေကမှမှတ်မိဘူးသူကပဲမှတ်မိတယ်ဘယ်မှတ်မိမှာတော့သူကဟိုတော့ကတထေသားအခုကအမျိုးသမီးဖြစ်တာမမှတ်မိအေးအဝတ်တွေပြုတ်ပြီးတဲ့အခါကျစကားထိုင်ပြောကြစကားထိုင်ပြောတော့ဟိုလူတွေကအံ့ဩပြီးမေးတာပေါ့ခင်ဗျားကျွန်တော်တို့ကိုသိသလားလို့ဆိုသိပါတယ်တရင်တနည်းကြီးဘယ်မှာသိတာတော့နဲ့စကားဆက်ပြီးတော့ပြောရင်ကနေသူကမေးတယ်အဲ့တော်ရရမှာတထေးကြီးဥပဒုပဲဝါနေကောင်းလားမေးတယ်နောက်တထေးသားသူတို့မှသားတစ်ယောက်ရှိတယ်အဲ့သူရောဘယ်လိုတော့ဆိုမေးလိုက်တဲ့ခါကျမမေးပါနဲ့သူ့အကြောင်းတော့မေးတယ်ငါတို့နဲ့တူတူရေချိုးသွားတာနေပျောက်သွားလိုက်တာဘယ်ရောက်သွားမှန်းကိုမသိတော့ဘူးပေါ့နော်မမှတ်မိကြတော့ငါတို့နဲ့ရေချိုးတူတူသွားရင်ကနေပျောက်သွားတာရေထဲနစ်သွားတယ်ထမတယ်သူ့မိဘတွေကတော့အမြတ်တမ်းပေးဝေတာတွေလှုပ်ပြီးသွားပြီပေါ့ဆိုတော့အဲ့ဒီပျောက်သွားတယ်ဆိုတဲ့တထေသားဟာငါပဲတဲ့နော်မတော်ရအောင်မပြောနဲ့လေဟိုကတထေသားခမရကအမျိုးသားကမဟုတ်တာအမျိုးသမီးဆိုမဟုတ်ဘူးဆိုပြီးတော့ရှင်းပြတယ်ရှင်ကစီအဲ့တော့တွေးလိုက်ကြလားမင်းတို့ရဟန်းတော်တစ်ပါးရုပ်ချောလာတာတွေးလိုက်လားတွေးတယ်အဲ့မှာငါစိတ်ကအလိုဖြစ်လိုက်တဲ့အချိန်ငါဟာရုပ်ချင်းပုံပြောင်းသွားတော့မင်းတို့ငါ့ကိုမမှတ်မိတာဖြစ်လေအဲ့ဒီအချိန်မှာငါရှက်လို့တဲ့သူကိုထွက်လာခဲ့တာလို့ဟောအဲ့ဒါဆိုလို့ရှိရင်ရှင်မကစီကဒီမြို့မှာရှိနေတာပဲအဲ့ဒါဆိုလို့ရှိရင်သူ့ကိုကြောဝန်ချလိုက်လို့ရှိရင်ဖြစ်ပါတယ်အဲ့ဒါသူ့ကိုတောင်းပန်ပြီးပြီလားဆိုမတောင်းပန်ရသေးဘူးတဲ့ဟာဒါဖြင့်တောင်းပန်မယ်စီစဉ်မယ်ဆိုပြီးတော့ရှင်မကစီထံအဲ့ဒီဧည့်သည်တထေသားတငယ်ချင်းကသွားပြီးတော့ဆွမ်းသာပင့်အိမ်ရောက်ဆုံးမကပ်ပြီးတဲ့အခါကျတော့ရှင်မကစီကိုအဲ့ဒီတော်ရလာတဲ့တထေသားကနေပြီးတထေရဲ့တငယ်ချင်းကနေပြီးတော့ရှောက်တယ်ရှင်ဗျာတဲ့ဟောဒီတထေကြောဟာရှင်ဗျာကိုတွေးလို့တော်ရနာမှာရှင်ဗျာကြွလာတော့အရှင်ဗျာအပေါ်မှာခုလိုစိတ်နဲ့ပြမမိခဲ့ပူပါတယ်တဲ့အဲ့ဒီပြမမိလို့သူဟာအခုလိုဘဝရောက်လာတာရှင်ဗျာသူ့ကိုသိခံခွင့်လွတ်တော်မူပါလို့တောင်းပန်ဝင်ချလိုက်တဲ့အခါရှင်မကြီးကသိခံပါတယ်လို့ပြောလိုက်တာနဲ့တပြိုင်နက်နှခမ်းမွေးနဲ့ပါလည်းပြန်ဖြစ်သွားအဲ့ဒါလိုပဲဖြစ်မှာပေါ့နော်နှခမ်းမွေးတွေမိုးစိတ်မွေးတွေနဲ့ပြန်ဖြစ်သွားဇလန်ကအဲ့လိုအဲ့ဒီကြတော့ဒီဟာရုပ်ရှင်ရရင်တိတ်ကောင်းမှာပေါ့နော်သူကတရုပ်ဆောင်တာလဲပြည်ပြင်းလွန်အားချီတယ်အဲ့ဒီမှာယောက်ျားလည်းပြန်ဖြစ်သွားရောဒီတက္ကသိုလ်ကသူ့ရဲ့အမျိုးသားတထေသားနေအောင်စလုံးတငယ်ချင်းလို့ဖြစ်သွားတော့ဒီမှာပဲဆက်နေပါပေါ့မထူပါဘူးသူနဲ့အကြောင်းပြုပြီးရထားတဲ့ကလေးလေး2ယောက်ရှိသူကအဲ့ဒါဘယ်လိုပြောတော့ဆိုလူဘွားကြီးတော့မင်းငါလည်းစဉ်းစားကြည့်တဲ့ငါဟာလူဘွားရလာတာအမျိုးသားဖြစ်လိုက်အမျိုးသမီးဖြစ်လိုက်နဲ့ပြီးတော့အမျိုးသားပြန်ဖြစ်လိုက်နဲ့ဆိုငါဘွားဟာရှက်စရာတွေအရှက်တွေကုန်ပြီးပေါ့လေငါဟာလူဘွားမှာဆက်မနေဘူးရဟန်းဝတ်တော်မှာဖြစ်တယ်ဒီသားလေး2ယောက်မင်းတောင်းအောင်မယ်မိမဲ့ထိန်သိဆောင်းရှောက်တော့ဆိုသူသားလေးတွေဖက်ပြီးခေါင်းကိုနမ်းပြီးတဲ့အခါမှာအနန္ထားခဲ့ပြီရှင်မဂ္ဂစီထံမှာသင်္ကန်းဝတ်လိုက်တာရဟန်းပြုတ်သွားတယ်ပေါ့အဲ့ဒီချိန်မှာနော်အဲ့တော့ဘဝဟာတော်ကိုစမ်းကြဲတဲ့ဘဝမျိုးခြုံတွေးရတာဖြစ်တယ်အဲ့ဒီလိုရောဖြစ်နိုင်သလားလို့ဆိုဖြစ်နိုင်တယ်ပေါ့နော်တာမန်အနေထားတယောက်တော့မှ
မြတ်စွာဘုရားဟောတာတဲ့ရှေးခေတ်မှာလိမ်ပြောင်းတယ်ဆိုတာရှိတယ်အဲ့နေရင်ကနေပြီးတော့ယဟန်တော်တစ်ပါးဟာလိမ်ပြောင်းသွားတယ်မနေ့မိုးလင်းတဲ့အခါကျတော့အမျိုးသားဘဝကနေအမျိုးသမီးဖြစ်သွားတယ်အဲ့ကြတော့ဘိက္ခုနီတွေစီသွားနေရတယ်သူဟာအရင်တော့ဘိက္ခုတွေစီမှရံခံအဲ့ပြဿနာပေါ်လာတဲ့အခါမြတ်စွာဘုရားဆုံးမပေးတယ်ဆုံးဖြတ်ပေးတယ်ပေါ့အေးထပ်ပြီးတော့ယဟန်ခံကြမလို့ဘူးယဟန်ဘဝတုန်းကယဟန်ခံထားတဲ့အတိုင်းပဲဘိက္ခုနီတွေစီပဲပြောင်းပြီးတော့နေတော့လို့အဲ့လိုခွင့်ပေးဘူးတယ်ဘိက္ခုကလည်းဘိက္ခုနီဖြစ်သွားတာပဲနော်လိမ်ပြောင်းသွားတာမျိုးတွေဖြစ်တတ်တယ်တဲ့ဒီသတိသားကတော့အမျိုးသားဘဝနဲ့အမျိုးသမီးဖြစ်တောင်းပန်လိုက်တဲ့အခါကျတော့အမျိုးသမီးဘဝနဲ့အမျိုးသားပြန်ဖြစ်ဒီလိုပြန်ဖြစ်တာလောကကြီးဟာလူရဲ့စိတ်ကြောင့်ပြောင်းလဲမှုတွေဆိုတာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းအမျိုးသားတန်တရားမှာတော့အမျိုးသားကြီးပဲဖြစ်ဖူးတယ်အမျိုးသမီးမဖြစ်ဖူးဘူးဆိုတဲ့လူမရှိဘူးတဲ့အမျိုးသမီးကြီးပဲဖြစ်ပြီးအမျိုးသားမဖြစ်ဘူးဆိုတာလည်းမရှိဘူးအဲ့တော့အမျိုးသားလည်းဖြစ်ဖူးကြတယ်အမျိုးသမီးလည်းဖြစ်ဖူးတယ်ဒီလိုရှိတယ်ဒါဖြင့်ဘာကြောင့်ဒီအမျိုးသားဖြစ်ပါလေနဲ့ဘာကြောင့်အမျိုးသမီးဘဝရောက်တယ်လဲဆိုလို့ရှိရင်အိမ်တော်ရေးဖောက်ပြန်တဲ့လူတွေဟာအမျိုးသမီးဘဝရောက်သွားတတ်တယ်တို့ဆိုလို့တယ်နော်အဲ့လောက်ဆိုသဘောပေါက်ပြီအိမ်တော်ရေးဖောက်ပြန်တဲ့လူတွေဟာအမျိုးသမီးဖြစ်သွားနိုင်တယ်ရှင်အနန္ဒမထေရမြတ်ဟာရွှေပရိသတ်ဘဝမှာအိမ်တော်ရေးဖောက်ပြန်မှုတွေသူတော်ဘာရဲ့အိမ်တော်နေနဲ့လွန်ကျူးမှုတွေလုပ်သည့်အတွက်ကြောင့်ပရဒ္ဒါရကံလို့ခေါ်တယ်ပေါ့သူတော်ဘာသားမယားနဲ့ပြစ်မှားတဲ့ပုဂ္ဂိုလ်ဟာရှင်အနန္ဒကိုယ်တိုင်ကတန်တရားထဲမှာဒီပြစ်မှုကိုကျူးလွန်ခဲ့ဘူးတယ်ကျူးလွန်ခဲ့သည့်အတွက်ကြောင့်ငရဲကြတယ်ငရဲကြပြီးငရဲကလွတ်လာတဲ့အခါမှာအမျိုးသမီးဘဝ14ဘဝဖြစ်ခဲ့တယ်နော်ရှင်အနန္ဒအမျိုးသမီးဘဝ14က9ဘဝကြတော့အမျိုးသားဖြစ်တဲ့အခါမှာသင်္ကွက်ချင်းခံရတယ်သူဆိုလို့အဲ့လိုဒုက္ခပေးတာခါအဲ့မျိုးသမီးတွေကရောအမျိုးသားဖြစ်ခွင့်မရှိဘူးလားဆိုဖြစ်ခွင့်ရှိတယ်အမျိုးသမီးတွေကအမျိုးသားဖြစ်ချင်တယ်ဆိုလို့ရှိရင်တဲ့အမျိုးသမီးဘဝစိတ်ကုန်တာဖြစ်ရမယ်အမျိုးသားဖြစ်ချင်တဲ့ဆန္ဒရှိရမယ်ရှိပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဆုတောင်းမယ်ဆိုရင်အမျိုးသားဖြစ်တယ်ဒီလိုဆိုလို့တနည်းအားဖြင့်လဲကိုယ်မှအိမ်တော်ရှိတယ်ဆိုလို့ရှိရင်အိမ်တော်ဘက်အမျိုးသားအပေါ်မှာရိုးရိုးသေးသေးဆက်ဆံပြီးတော့ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်လည်းပဲအမျိုးသားဘဝရတယ်လို့စာရဖတ်ဒီလိုရေးထားနော်မျိုးသားဘဝရတယ်လောကနိတိကျမ်းမှာလည်းပဲဒီတိုင်းဆိုထားတာလေးတွေရှိတယ်ပေါ့ရှေးခေတ်ကတော့လောကနိတိသင်ကြတယ်ပေါ့ခဏခေတ်မှာတော့မသင်အဲ့ဒါလို့မိမိရဲ့စိတ်ပေါ်မှာမူတည်ပြီးတော့ဖြစ်တာဖြစ်တယ်ပေါ့ကိုဖြစ်ချင်တာကိုဖြစ်လို့ရတာဟာကိုယ့်ရဲ့စိတ်ကောင်းနှလုံးကောင်းပေါ်မှာမူတည်ရင်အကောင်းဖြစ်နိုင်တယ်မကောင်းတဲ့စိတ်ကမကောင်းတဲ့ဘက်ကိုပို့နိုင်တယ်ကောင်းတဲ့စိတ်နဲ့လုံးမယ်ဆိုရင်ကောင်းတာကိုပေးနိုင်အမေဖေတွေကချစ်လာပါတယ်ဆိုတဲ့သားသမီးကိုငွေကြေးဒဏပေးနိုင်တယ်လုံးလုံးငွေကြေးဒဏပေးနိုင်တယ်ချမ်းသာအောင်ထားနိုင်တယ်သို့တော့စကြဝဠာမင်းဘဝကိုသားသမီးကိုပေးလို့မရဘူးနတ်ပြည်ရောက်အောင်လည်းမလုပ်နိုင်ဘူးနိဗ္ဗာန်ရောက်အောင်လည်းလုပ်မပေးနိုင်ဘူးပညာတတ်ကြီးဖြစ်အောင်လည်းလုပ်မပေးနိုင်ဝိသခာရဲ့မိဘတွေဟာချစ်ချစ်တက်နေအောင်ချမ်းသာတော်လည်းပဲပစ္စည်းဥစ္စာသာပေးနိုင်တာတခြားမပေးနိုင်ဘူးလို့ဆိုလို့အဲ့တော့မိဘတွေကလုပ်ပေးနိုင်တာအတိုင်းအတာတစ်ခုပဲဒါဖြင့်မိဘတွေတဲ့ပို့ပြီးတော့ကောင်းအောင်လုပ်ပေးနိုင်တာတော့ကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းပဲဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းဆိုတာဘာတော့မေတ္တာနဲ့လွှမ်းခြုံထားတယ်နော်မေတ္တာနဲ့လွှမ်းခြုံထားတဲ့ကရုဏာနဲ့လွှမ်းခြုံထားတဲ့စိတ်မုဒိတာနဲ့လွှမ်းခြုံထားတဲ့စိတ်
ဥပိ္ပခာနဲ့လွှမ်းခြုံထားတယ်ဗြဟ္မစိုးတရားတွေနဲ့လွှမ်းခြုံပြီးတတ္တာတို့အလောဘတို့အရောဒတို့အမောဟတို့ဆိုတဲ့မွန်မြတ်တဲ့စိတ်နှလုံးတွေကစိတ်နှလုံးတွေနဲ့လွှမ်းခြုံထားတဲ့တမ္မာပဏိတဆိုတဲ့ဓမ္မဖြင့်ထိန်းချောင်းထားတဲ့တိမ်ဆောင်မှုမရှိတဲ့စိတ်ကလေးကတော့အလုံးကိုလုပ်ပေးနိုင်တယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်အကောင်းဟုသမျှနောက်ဆုံးမှနိဗ္ဗာန်ရအောင်လည်းလုပ်ပေးနိုင်တယ်မျိုးသမီးကမျိုးသားဖြစ်ခြင်းနဲ့ဆိုရင်ဒီစိတ်ကလုပ်ပေးနိုင်ဒီလိုဆိုလို့တယ်ပေါ့နော်ဘဝမှာအကောင်းဆုံးဆိုတာကိုရယူပေးနိုင်တာကိုယ့်ရင်ထဲမှာရှိတဲ့စိတ်ပဲဖြစ်တယ်။ဘာကြောင့်စိတ်ကိုပြောတာလဲလို့ဆိုရင်ဒီစိတ်ကအခြေခံပြီးတော့သွားတာမို့စိတ်ကိုပြောတာ။လောကလူတွေဟာအကောင်းလုပ်တာလဲစိတ်ကရှေ့ဆောင်တယ်။မကောင်းတာလုပ်ရင်လဲစိတ်ကရှေ့ဆောင်တာဖြစ်တယ်။အဲ့တော့ကောင်းတာတွေရှေ့ဆောင်သွားတဲ့စိတ်ဒီကောင်းတာကိုဖော်ဆောင်ပေးနိုင်တော့မကောင်းတဲ့အရာတွေနဲ့ပူးပေါင်းပြီးရှေ့ဆောင်သွားတဲ့စိတ်ဒီမကောင်းတာတွေကိုဖော်ဆောင်သွားမှာဒါမှမဟုတ်မကောင်းကျိုးတွေကိုပေးနိုင်တယ်တဲ့အဲ့တော့ကောင်းကျိုးမကောင်းကျိုးပေးမှုဒီစိတ်နဲ့ပတ်သက်တယ်မိစ္ဆာပဏိဟိတစိတ်ဆိုတာမကောင်းတဲ့ဘက်မှာမကောင်းတဲ့အရာတွေလွှမ်းမိုးထားတဲ့စိတ်ကိုမိစ္ဆာပဏိဟိတစိတ်လို့ခေါ်တယ်ကောင်းတဲ့အရာတွေလွှမ်းမိုးထားတဲ့စိတ်ကတမ္မာပဏိဟိတစိတ်လို့ခေါ်တယ်မိစ္ဆာပဏိဟိတစိတ်သည်ရန်သူတယောက်လူဆိုးတယောက်ဒုက္ခပေးတာတဲ့ပို့ပြီးဒုက္ခပေးနိုင်တယ်တမ္မာပဏိဟိတလို့ဆိုရဲစိတ်ကောင်းနှလုံးကောင်းသည်မိဘဆွေမျိုးတွေလှုပ်ပေးနိုင်တာတဲ့ပို့ပြီးကောင်းအောင်လှုပ်ပေးနိုင်ပါတယ်လို့နောက်ဆုံးပြောရမယ်ဆိုရင်ယန္တာဖြစ်အောင်လဲဒီစိတ်ပဲဘေစိကဗုဒ္ဓဖြစ်အောင်လဲဒီစိတ်ပဲဖျားဖြစ်အောင်လဲဒီစိတ်ပဲတန်တရားဝကလွတ်ဖို့ရဆိုတာလေဒီတမ္မာပဏိဟိတစိတ်ကိုယ်စိတ်ကိုကောင်းအောင်ထားနိုင်တဲ့အတိုင်းအတာတစ်ခုအရာအကျိုးကျေးဇူးတွေဟာရရှိကြမှာဖြစ်တယ်။ဒါဟာဓမ္မပဒဒေသနာမှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်နှစ်ပုဒ်ရဲ့ဓမ္မရတပဲဖြစ်တယ်ပေါ့။အဲ့ဒီဓမ္မရတကိုနာယူမှတ်သားပြီးမိမိတို့ဘဝမှာကိုယ်ရင်တဲ့နှလုံးထဲမှာရှိနေကြတဲ့ဒီစိတ်လေးကိုဓမ္မလမ်းကြောင်းတိမ်ဆောင်မသွားအောင်ထိန်ကြောင်ပြုပြင်ကြရမှာဖြစ်တယ်ဆိုတာကိုယ်စီသိရှိနားလည်ပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းကျင့်သုံးနေထိုင်နိုင်ကြပါစေကုန်သတည်း